အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာမေဖုံသင်္ကတူရဲ့ကြောက်မဲ့ဖွယ်ရောဗရာလောကဇလန်ကောင်းတဲ့ဘက်ကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဇလန်လေးနာမည်ကတော့တင်းချိုင်းချင်းမှာတညတာဟုတ်ကဲ့ပါအစီအစဉ်လေးမတင်ဆက်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ပြီးတင်ဆက်သမျှအားလုံးသိရှိနိုင်အောင်ဘေကခေါင်းလုံးလေးကိုလည်းနှိပ်ခဲ့ပြီးအားပေးခဲ့ကြပါဦးခင်ဗျာဟုတ်ကဲ့ဇလန်လေးကဒီလိုဗျာကောင်းကင်မှာပေါ်လိုမျောနေတဲ့တိမ်ထိုက်တွေကပုတ်ပွားရောင်ကိုင်းနေတဲ့ရိုးအလောကောင်များတစ်ဖွဲ့မရွေမရငြိမ်သက်နေပါတယ်စေးဖြစ်တဲ့အမောင်တို့ကအလင်းဟုသူများကိုမြူးမို့တမုံများမကျွင်းကြံရတဲ့အောင်စုံမြူထားပါတယ်လေးပြင်းတစ်ချက်ဝေးဝဲတိုက်ခိုက်လာတဲ့အခါတည့်ရွက်တွေကတဖြောဖြောမြည်တမ်းပေးပြီးရင်းရင်လှုပ်ရှားသွားပုံမှာညာတန်ပေးအော်ဟေးလိုက်တဲ့ဝိညာဉ်သားတွေနဲ့တရံတူပါတယ်လေလူထဲမှာညီဆူဆူပုတ်အပ်ရနန်းကကြောင်မဲ့ဖွေညကိုညှို့ဝဲတိတ်ထီးတဲ့အတိတ်ပဲတစ်မျိုးနဲ့နှုတ်ဆက်နေပါတယ်လေကညီဆူဆူမတတိဝဲရနန်းကိုပွေးပိုက်သေးဆောင်လာပြီးညကိုပို့သက်ကြည်စဲနေသေးပါတစ်ပင်ကြီးတွေကိုနဲ့ညောင်မင်းကြီးတွေကရှီလီယာကောက်ကွေးနေတဲ့သူတို့ရဲ့လက်တံတွေနဲ့ပညာရှင်းပြီးဖြန်ကားကခုန်နေကြပါတယ်တည့်ရွက်ချင်းအခန်းရှိပို့ချိတ်တန်ကရှီမောတန်လို့ညင်းညူတန်လို့ထင်အောင်မားစီပြီးညကိုပို့ပြီးခြောက်ချားစီပြန်ပါတယ်ဒေါ်ခွေးရင်တကောင်ရဲ့ရုပ်တရက်ဦးလိုက်တယ်ညကကြောက်မဲ့ခြောက်ချားဝဲလှုပ်ရှားသွားပါတယ်ခွေးဦးတန်ကရုပ်ကြီးပြတ်တော့မသွားပဲတန်ရှည်ဆွဲဦးနေရမှာတဖြည်းဖြည်းတိုးတယ်တဖြည်းဖြည်းတိုးတရမှာကျေလောင်ပြီးရုပ်တရက်ပြတ်တော့သွားတယ်နေမြင့်တန်စင်အတန်ဖြစ်ပါတယ်နောက်ဆုံးမှာဥကနေမြင်ပြီးအတန်လုံးကပျောက်သွားခြင်းဖြစ်ပါတယ်အဲ့ဒီနောက်မြေကြီးကိုထိုးသားတချေရက်ထုတ်တယ်မြေကြီးကိုတဖွာဖွာလွင့်စင်တယ်မုံပြပြကြေအောင်အောက်စီမှာရှည်မျောမျောလဲကျငိမ်သက်နေတဲ့မြေပုံမှုမှုတွေကိုနေရအနှံ့ပြန်ကျဲလျက်တွေ့ရပါတယ်အုတ်ကူဖွေးဖွေးမြေပုံမှုမှုတွေချမ်းမှာပြေးလွှားနေတဲ့အေးရမကြွက်ကြီးတွေကိုတွေ့နေရသေးတယ်မြေကြီးတဲ့အုတ်ကူထဲမှာတော့ရှင်တန်ခဲရသမျှလူဘွားတစ်လျှောက်လုံးမှာလောကဒန်ရှစ်ပါးရဲ့အရေးအောက်မှာကြုံရဆုံရခံစားရင်အခုအချိန်မှာတော့ရိုးအလောင်းကောင်တွေအဖြစ်ဘဝမှာငြိမ်းချမ်းစွာအနားယူနေကြတဲ့ပုံကိုယ်တွေရှိနေကြပါတယ်ဟိုးဝေဝေတနေရာမှာတော့တဲကလေးတစ်လုံးရှိမယ်မီးရောင်မမြင်ရတော့တုတ်တန်ဆောင်ကအမောင်တူအောင်တဲကုတ်ကုတ်ထဲမှာနှင်းချိုက်စွာအိပ်ပျော်နေပါပြီလေပြင်းတစ်ချက်စောင့်လို့တိုက်လိုက်ပြန်ပါတယ်ဝုန်းကနေအတန်နဲ့အထောခေါင်မိုးတစ်ခုလုံးတဆက်ဆက်တုံခါသွားတယ်ကိုကိုပင်ကြီးရဲ့အောက်ဖက်မှာကြီးမားတဲ့ဇီးရဲတစ်ဆောင်ရှိနေပါတယ်တက်ကိုင်းတစ်ခုကဇီးရဲခေါင်မိုးကိုလေအဟုန်နဲ့ရိုက်ခတ်တာကြောင့်တက်ချက်ချောင်းနေတဲ့သူ့ခေါင်မိုးကတုံဝုံတတိုင်းတိုင်းအတန်မြည်နေခြင်းဖြစ်ပါတယ်အဲ့ဒီနောက်လေအစမပြတ်တိုက်ခတ်ပြန်ပါတယ်လူတယောက်ရဲ့ကြောက်နေကြအော်ဟေးလိုက်တန်ဖြစ်ပါတယ်တက်တီနေလာကြည်လားကွာလေတိုက်တော့ဇီးရဲခေါင်မိုးတုတ်ပြားချောင်းနဲ့အတန်ပါကွာဒါနဲ့များလိုက်လာရသေးတယ်ရုပ်တရက်ဆိုတော့လန်တော့တာဘောကွာတိတ်ဆိတ်ငြိမ်သက်နေတဲ့တင်းချိုင်မြေထဲမှာတက်ရှိလူသားဆိုလို့သူတို့အုပ်စုသာရှိလိမ့်မယ်စုစုပေါင်း800သူတို့ကရည်ရွယ်ချက်တစ်ခုနဲ့တုတ်တန်တွေကိုရွာခင်ရွာသားအဖော်ရီနဲ့အတူတိတ်ဆိတ်စွာဝင်ရောက်လာခြင်းဖြစ်ပါတယ်အားလုံးပေါင်း8ယောက်တီးတီးဖျားဝုံခရိုင်ရှန်ဝင်ကြီးကြီးရောမြမပြည်အလဲပိုင်းမှာမြမတိုင်းသားဘိန်နောဆရာကြီးဦးအိမ်သာရောက်လာဒီမှာစပြီးရွာကလေးမှာရှိတဲ့ကာလာသားအချို့ကခါချင်းအုံတဲ့ထညက်ခဲကြသွားတယ်လို့လှုပ်လှုပ်ရွရွဖြစ်သွားကြပါတယ်တကြီးဦးလာဘူးရဲ့သားကိုအုံနဲ့အပါဝဲကာလာသားတွေကသူတို့ရှင်ထဲမှာလာပေါင်းများစွာနှစ်ပေါင်းများစွာကိန်းအောင်နေတဲ့စန္ဒရမတ်တွေပြေးဝလေတော့မယ်လို့ထင်တလုံးနဲ့ရှင်ထဲမှာကလားပုံတီးနေကြပါဖြစ်ပါတယ်ဘိန်တော်ဆရာကြီးဦးအိမ်သားရဲ့အကြောင်းကိုတကြီးကမကြခဏတာတာထူထူချီးမြှင့်ပြောဆိုတတ်ပြီးတော့လူကိုမမြင်ရဘူးပေမဲ့ရွာသူရွာသားတွေသိရှိကြပြီဖြစ်လို့အခုလိုကိုယ်တိုင်ကိုကြ
တွေးဆုံရတဲ့အခါမှာအတိုင်းမသိလေးစားကြည်ညိုနေကြပါတယ်ဦးအိမ်တာကအခီးရဲ့ပညာဘူမီရဲ့အကြောင်းဖျားတိုင်တရားတိုင်ဂုံပတိတိုင်ဇာဂရီယုတိုင်စာရဲ့တိုက်ပေါင်းစုံကိုနန်းဆက်ပြီးစီကပကုံပြောပြတတ်တာကြောင့်ကာလာသားအုပ်စုတယုံယုံဖြစ်နေကြပါတယ်ထို့သူဦးလာဘုန်းနဲ့ဆရာကြီးဦးအိမ်တာတို့ကညီကိုဝမ်းခွဲတော်ဆက်ကြပေရာရွာကိုအလဲပဲရောက်ရင်အထွေထွေအကြောင်းတွေတိုက်ဆိုင်မှုကြောင့်သူ့ရဲ့ပညာစွမ်းကိုပြသခွင့်ကြုံလိုက်ရပါတယ်ကာလာသားတွေအထက်မဟာသတင်းကောင်းတစ်ပုဒ်ကိုမောင်းထုကြီးညာစရာမလိုပဲတင်းမိုးစိတ်မှာမိုးအိတ်ကိုဖွင့်ချလိုက်တယ်လို့ဖြစ်သွားတာရွာနီချုပ်ဆက်ကိုလင်းမြန်းစွာပဲကူးဆက်ပြည့်နေသွားပါတယ်ရန်ကုန်ကြီးရွာကိုအထက်အညာဒေသမှာရောက်ရှိနေတဲ့ဘိန်နိုးဆရာကြီးဦးအိမ်တာကပြရစီအလွန်အစွမ်းထက်တဲ့မိမိကိုမုန်းတီယွန်ရှားနေတဲ့မိန်းမတစ်ယောက်ကိုပဲ9ရက်အတွင်းချင်းမြတ်နိုးလာကောက်ကောက်ပါလာပြုလုပ်နိုင်ဆန်ရှိတဲ့ဒီလုံးနဲ့ကာလာသားတိုက်ကဆရာကြီးဦးအိမ်သာစီကိုငင်းညမစဲတကောင်တလွဲပင်တသေးသေးတဖွဲဖွဲပြောင်းတစ်မျိုးတိတ်တိတ်တဖို့ဝင်ရောက်လာကြပြီခြေစုံကိုဥခိုက်ညှို့ချလျက်သူတို့ရဲ့စင်တာတွေကိုမရှက်မကြောက်ဝန်ခံကြပြီပြရစီတောင်းကြကုန်ပါတယ်ဦးအိမ်သာကတကြီးရဲ့အိမ်ကောင်းရဲ့မှာခက်မိန်မိန်ထိုင်ပြီးကုန်းအိတ်ထဲမှာကုန်းဒီတစ်လုံးကိုယူပြီးကုန်းညံ့နဲ့တစ်ထက်ထက်မြည်အောင်စိတ်ဖြာလျက်ရှိပါတယ်တကြီးသာကိုအုံးနဲ့အပါဝဲကာလာသားခေါကိုထုံထိုင်းနဲ့ရွာထဲမှာခြေခွင်ခြေသေးအသားနဲ့ပြခေါင်းကြီးကိုသေးခြောက်ဆုံးမျက်နှာလေးတောင်စမူစားဖို့သွားခေါ်သွားကျဲနှစ်ဖူးပြောင်စကားမပြေလေးလုံးမခွဲကာလာသားတွေကရည်ရွယ်ချက်မျောလင်းချက်ကိုစီကိုငါနဲ့လူဝဲဝိထုပစ္စည်းတွေတဲဆောင်လာပြီးဂေါ်စုံပြီးရစီးတော်ကြီးကိုရရှိဖို့အရေးတကြီးအိမ်ကိုကြည်တက်လာကြတယ်ဘီယာစီးတော်ကြီးအမိကတော့ခွက်ပေါက်စီးတယ်ဘလို့ခွက်ပေါက်စီးရဲ့လားအော်ခွက်ပေါက်စီးခွက်ပေါက်စီးရှမ်းကွင်းကြီးရွာသူရွာသားတိုက်ကကဘာပြက်ခန့်ဒီမှာရောင်တီးရောင်အားလူဘွားကိုရပေယောက်ျားတွေလို့ကြောင်စီစီဖြစ်နေကြရင်ဆရာဦးအိမ်သာစီမှာရင်ကိုနှုတ်ပိတ်ထိုင်နေကြပါတယ်ဦးအိမ်သာကကုန်းတမျိုးမျိုးဝိုင်းနေခွက်ပေါက်စီစီးတော်ကြီးဆိုတာဆွဲဆုံသုံးလို့ရတဲ့စီးတော်ကြီးဖြစ်ပေရဲ့ခွဲခက်ခဲနဲ့နဲမှုတွေနဲ့ထုံမွေးထားတဲ့စီးတော်ကြီးခွဲပြီးတော့တူးတယောက်ကောင်းဖော်ဆက်လို့ရတဲ့စီးတော်ကြီးလည်းမဟုတ်ဘူးစူပေါင်းဖော်ဆက်မှရတဲ့စီးတော်ကြီးဖြစ်တယ်ယောဂမျိုးစုံပျောက်တယ်ပယောဂဆိုရင်လက်ကိုခွဲပေါက်စီတုပ်ပြီးခေါင်းကနေတက်ချလိုက်တာနဲ့ဂွီးဆိုပြီးအောက်ဆင်းသွားမယ်ဘာတစေတရေမှမကန့်နိုင်ဘူးအယိုးချိုအယိုးအပ်ဆိုရင်လဲယုံနဲ့ပျောက်တယ်တခုတော့ရှိတယ်ပလေးမတန့်နေရမသိရင်စီရီအလိုလိုပျောက်သွားတတ်တယ်ကိုနဲ့မထိုင်လေအလိုလိုနေနဲ့ပလေးမှာမျက်စိရှိကပျောက်သွားတတ်တယ်တစ်ချိန်လုံးငြိမ်သက်စွာနားထောင်နေတဲ့လဲနဲ့ချမ်းပါရှင်တထေးသာပေတို့ကသူ့ရဲ့လေးတောင်ဆက်ဆက်မျက်နှာပေါ်မှာအကြစရာမရှိတဲ့ဝက်ချန်တွေကိုကုတ်ဖိန်နဲ့နှကန်းပြနေတဲ့ကိုတွန့်ပြီးဆရာကြီးရဲ့စီရိုကြီးကတကယ်ပဲစွမ်းတာကိုဗျာအော်ဒါတဲ့ဆရာကြီးဟိုလေပေတို့ကရှေ့တိုးပြောဖို့ရှန်ရောအားနာဟန်နဲ့နောက်မှကက်ထားနေတဲ့ကာလာသားချုပ်ကိုမကြုံမကျင်လှည့်ကြည့်လိုက်ပြီဒီလိုပါဆရာကြီးကျွန်တော်တို့ရွာတွေကကာလာသားတွေအထက်မိမချစ်စေမြာစွန်နဲ့ပီယာစေးပါဆရာကြီးအဲ့ဒါလေမြောက်ဝေပါခင်ဗျဦးအိမ်သားကဟင်းကနေတက်ပြင်းချပြီးပြုံးလိုက်တယ်ဒါမြောက်ခွေဘာခက်တာမဲ့လို့မင်းတို့ကိုကြည့်မရတဲ့မုံတီယွန်ရှားနေတဲ့မိမဖြစ်ပါစေနှုတ်ခမ်းကိုခွဲပေါက်စီကလေးတုပ်ပြီးမုံတီရဲ့မိမကိုတွားပြီးချစ်တယ်လို့တခုံးနဲ့ပြောလိုက်စမ်းငေါက်ကနေပါလာစီရမယ်တကယ်နော်ခွက်ပေါက်စီရရင်ချက်ချင်းဆဲတယ်မှာနော်တကယ်ပါကွယ်ဟွန်းနော်တကယ်ပြောနေရတာအကိုကြီးနောက်နေရမဟုတ်ပါဘူးနော်အဲ့ဒါလိုဖြစ်သွားမယ်တကယ်စွန်းနေစေးကွယ်ဟာကောင်းလိုက်တယ်စေးအမလီနော်ဟွန်းအမေကြီးဝမ်းသာတော့ဗျအမေမြည်ချီရတော့မယ်ဗျို့မောင်မြင်ဖနှောင်းနေတာကြောပြင်ကို
ပေါက်ချလိုက်တကယ်အာမခံနေစေကာလာသားတွေကတယောက်မျက်နှာတယောက်ကြည့်ပြီးမျိုးလင်းချက်ကိုစီနဲ့တပြုံနဲ့ပြုံးနေကြပါတယ်သဘောခွေနေကြပြီတွားရီတော့ရေခဲရိုက်စရာမလိုတော့အိုရကြည်လေးရဲ့ကွာလူမျိုးတို့ဘွားကဝေးကြွပြီကွာငါမင်လာဆောင်ကြရဲ့ဘယင်ကံကိုဖိတ်မယ်ကွာရွာစီရွာကိုဖိတ်ပြီးဝတ်သားကျွေးမယ်ပြီးရင်ဝတ်စကီတိုက်မယ်ကွာဝီစကီကွာဝီစကီပြအောင်ပြောပါကွာအနောက်ခွေသဘောတွေ့ပြီကြက်သိန်းတစ်ဖြင့်ဖြင့်နှက်ကြီးတရှုံရှုံထပြီးကြည်နေနေကြပါတယ်ခွက်ပုတ်စီပြရစီမြဲမြဲလာထားဟာဆရာကြီးအဲ့ဒီခွက်ပုတ်စီစေကျွန်တော်တို့ကိုမျှပါခင်ဗျာဟုတ်တယ်ဗျကျွန်တော်မိမလိုချင်လာပြီအခုအသက်40ကျော်တော့မယ်ခင်ဗျာမကြောခင်ကလေးစိတ်ချလက်ချဖြစ်အောင်ကူညီပါဆရာကြီးလူပြေချိုနဲ့ချင်လို့ပါခင်ဗျာယူပေါ်ပေါ်ထုံထိုင်းထိုင်းအပြိုမြင်တေးအောင်ပိုးတယ်မောင်မောင်ချင်းတေးချင်းစိုးလို့အမိတွင်းနေတယ်မောင်မောင်ချင်းကိုအားလုံးကပြုံးစစ်စစ်နဲ့ဝိုင်းကြည့်ကြပါတယ်စိတ်ချပါခွဲကျုံဒီရွာကိုရောက်တော့မောင်တို့လူအချက်တွေအဆင်ပြေဖို့တာဝန်ယူပါတယ်ဆရာကကုသိုလ်ပြုတာပါကျွန်တော်တို့လူတော်ကောင်းတွေကိုကူညီလို့ဆရာကြီးတော်နေပဲမရမေတောတက်ပဲတေချားနေပြီဟေးဟေးဒါမှဆရာကြီးကွာမိမရရင်တော့ကလေးတွေအများကြီးမွေးခိုင်းမယ်ဆရာကြီးနဲ့တွေ့ရတကြားနဲ့တွေ့ရတယ်လို့ပဲဗျာတကြားမင်းပြောပါကွာကာလာသားတွေတယောက်မျက်နှာတယောက်ကြည့်ပြီးတပြုံးပြုံးဖြစ်နေကြပြန်တယ်ပီတိတွေလွယ်နေကြပြီဆရာကြီးခွက်ပေါက်စီကျွန်တော်တို့ကိုမျှပါဗျာဟုတ်ပါတယ်ကျေးဇူးမမေ့ပါဘူးဗျာဟုတ်ကဲ့ဆရာကြီးကျွန်တော်ဒီနေ့အတွက်မိမရမှာဖြစ်တော့မယ်အသက်က60နာကတ်နေပြီခင်ဗျာကူညီပါခင်ဗျာခွက်ပေါက်စီပြရစီရရင်ကျွန်တော်ကိုအရင်မျှပါဒါချက်ဆရာကြီးရဲ့ကျွန်တော်အသက်က60နာကတ်နေတော့မိမရပါအောင်မလားဟင်ကူညီပါခင်ဗျာအသက်ကြီးလာတော့စေးပေးမီးယူတယောက်တော့အောင်မလေးကိုမောင်မောင်မြင့်ရဲ့အသက်60လောက်တော့ပြင်းတောင်ပြင်းသေးတယ်တရားနာကတ်နေပါစေခမည်းကတော့တားမမဲ့မရမမဲ့ပေါင်းဖို့လိုမယ်ကိုမောင်မောင်မြင့်ကတွားကြီးကိုအစွမ်းကုန်ဖေးပြီးစိတ်ချဆရာကြီးတေးတပံတက်တဆိုးရိုးမြေချောင်းပေါင်းပါမယ်ခမည်းဂတိပေးပါတယ်အိုချင်းတော့တန်ပြီကျန်လူတွေကပါသဘောခွေနေကြပဲတကယ်စွမ်းနေစေကိုမြန်မြန်အိုရပါစေဆရာကြီးရဲ့ဆရာကြီးဦးအိမ်သားကဆက်ပြီးဒီစေးတော်ကြီးကသူများသားများမပြတ်စည်းနဲ့ကံ၅ပါးကိုလုံးမဒီစေးကိုအသုံးပြုဖို့စိတ်ကူးပါနှုတ်မို့ဆိုသုံးဆွဲသူအထက်အန်ဒီရဲ့ကြီးတယ်ကံ၅ပါးမလုံးချင်သွေးအန်သေးမယ်ချီးပန်းမယ်တကြီးတာကိုအုံးနဲ့ကဝင်ပြီးဂတိတီပါရေးဆရာကြီးပြရစေးတော်ရမယ်ဆိုရင်ပတ်စံဘလောက်ကုန်ပါစေခင်ဗျာလဲနဲ့ချင်ရောင်းရပါစေအုပ်စုထဲမှာလူရှုလူတော်တယောက်ကကိုဘက်ကတော့စင်းလေးကမ်းပေးပြီးကောင်မလေးဘက်ကတော့ပလိတ်တိုင်ဖို့ပြင်ဆင်နေပြီတကြီးတော့ငဲသေးမွေးကြိုက်တော့မယ်ထိတ်တုံးစော်နဲနေပြို့ကိုမောင်မင်းကမိမယူလို့ရရင်ယူအောင်မယ်ပြီးမှတောထွက်ပြီးသာသနာပြုမယ်တဲ့လူပြိုတို့ကြီးကြိုင်မရှက်ပြုတ်မနူးကိုမောင်မောင်မြင့်ကမျက်နှာကြီးနီးမြဲနေရွယ်ကြီးပို့ပြီးကားလာပြီးရှက်ရည်ကြီးနေပါတယ်ရှက်နဲ့ဘိုးကနေလေးလေသွားပြန်တာအရှက်ပြီးဟိုးဒီသူ့လိုကိုလိုရှောက်ကျင်နဲ့ငါဖင်ကအီဘသူပေါက်တာလဲကွာစကားရီမားကုန်ပါပြီကွာပျော်လို့ပါခွက်ပေါက်စီမြဲစီရင်ပါတော့ခမကျွန်တော်တို့ဝိုင်းကိုကူညီပါမယ်အားလုံးကတညွတ်တဲ့ဂတိပေးပါတယ်လို့ဂတိပြုပြောဆိုကြပြန်တယ်တကြီးအိမ်တေးလုံးကာလာသားတွေရီမောတဲ့တီတိုတန်တွေနဲ့ဝေးစီလေးရရှိနေပါတယ်ခွက်ပေါက်စီစီရင်ရမှာမြေတဲ့အိမ်တဲ့မှာစီရင်လို့မရဘူးမြေချမ်းအိမ်ချမ်းနဲ့အစောအုံနဲ့တင်းချိုင်းမြေမှာသာစီရင်လေးရှိကြပါတယ်စီရင်ရမှာနားပြီးညတွေမှာစီရင်ပါကပုံမိုပြီးတော့အစွမ်းအာနိတဲ့ပြေဝစီတယ်စီရင်မဲ့နေရမှာတလားအထွေတုတ်တန်ထဲမှာအစိမ့်တွေမြုပ်နေမှာက
အစွမ်းပိုပြီးထက်ပါတယ်တုံးတဲ့ထဲမှာ၎င်းတုတ်တန်ထဲမှာ၎င်းစီမန်းမယ်ဆိုပါကပရလောကသားရဲ့နှောက်ယှက်ခြင်းကိုမလွဲမသွေရင်ဆိုင်ရမှဖြစ်တာကြောင့်တတိရှိဖို့လိုအပ်ပါတယ်ထို့အတူပဲပါလာတဲ့လူတွေတီလာဆောင်သေးဖို့လေလိုပါသေးတယ်ခွက်ပေါက်စီကိုတူးကောင်တယောက်တည်းစီမံဆောင်ရဲလို့မရပါဘူးအဲ့ဒီစီကိုဘရလောကသားတွေလူရဲ့ယုံရင်ပြည့်စည်တတ်တာမအောင်မြင်ပဲစီးတတ်တာမကအုံတော့ပြတ်သွားသူပဲရှိတယ်လို့ဆိုပါတယ်တစေချောက်လက်ချင်းကိုတီးလက်ရောက်နှောက်ရက်တတ်ခြင်းပဲရှိတယ်လို့ဆိုပါသေးတယ်ဒီလိုနဲ့တကြီးဦးအိမ်သားနဲ့ရွာထဲမှာရှိတဲ့ကာလာသားတွေကမျောလင်းချက်ကိုစီနဲ့နောင်ခါလာနောင်ခါစီသဘောထားကြပြီးပုတ်ကိုကြီးမြောက်ကြီးကိုဖုံးမြောက်ဝိုင်းဝန်းထောက်ခဲမြောက်ပင်ပြောဆိုခြင်းနဲ့ခွက်ပေါက်စီမံစီရဲ့မြို့ဝဲအစည်းအဝေးကအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်ဒါနဲ့ပဲဦးအိမ်သားကတနင်္ဂနွေသားကာလာသားကကိုထုံတိုင်းကစနေသားလူမျိုးတို့ကြီးကိုမောင်မောင်မြစ်ကကြာတာပရိစသည်ဖြင့်အခြားလူငယ်လူရွယ်လူလက်ပိုင်လူပြိုဟိုင်းများနဲ့နေ9နှစ်နန်း9ခုပြည့်အောင်စူးစီးပြီးဖွဲ့စည်းလိုက်ကြတယ်သူတို့ကအချင်းချင်းမျက်စမျက်နှာတွေပြစ်ကြပြီဟေးကောင်တွေဒီကိစ္စလွတ်ဝတ်ထားကြကွာစိတ်ချကိုအောင်နဲ့တကြီးကထုံတိုင်းကိုဘယ်သူမှမပြောချင်တော့ရင်ကိုနှုတ်ပိတ်နေကြကျုပ်တို့ဘက်ကမပေါက်ကြားစီရပါဘူးတကြီးရအဲ့ဒီခွက်ပေါက်စီမံစီရရင်သာညီညီမြမြလိုတယ်ဖြို့ဟုတ်တယ်ဟေးစီယာကြီးပြောတဲ့အတိုင်းစီကံလိုက်တာပေါ့အရေးကြီးတယ်ဗျဒါပေါ့စီကံဖောက်ရင်လူပါတင်နိုင်တဲ့ဗျဟုတ်တယ်ဟေးတရေတွေကဒီစိတ်ကိုလွယ်လွယ်နဲ့မပေးဘူးလေဗျသူတို့လူမယူနိုင်အောင်ကာဝယ်ကြရမယ်ဟေးဟုတ်တယ်ချက်ကြီးနဲ့ဖေးတို့ရဟုတ်ပါကိုတန်ခဲ့ဟေးကိုတို့နိုင်ကကိုးစားနေတဲ့ညီချင်းသွားကြီးကိုအစွမ်းကုန်ဖြစ်ပြီးကျုပ်ကတော့ကျုပ်ကြနေတဲ့ကျုပ်ကိုဖုတ်လေတဲ့ငပိရှိတယ်လို့မအောင်မိတယ်ဖြာပုံမျိုးပေါ်ကစဲစဲတထေးသမီးကိုခွက်ပေါက်စီစင်းနဲ့ကျုပ်တော့မယ်တဲ့စိတ်တော့မယ်တန်ခဲကကျုံလေးဗျာရွာလေးကခေစုပ်ကိုမလွတ်တဲ့ခွက်ပေါက်စီနဲ့တိုးလိုက်မယ်ဗျာဟာရှာပါနားလေရော့ခင်ဆောင်ရမင်းဖယ်ပြေးမလဲမိချိုတဲ့လူပြိုကြီးကိုမောင်မောင်မြင့်ကအားကြမခံဝင်းပြီးဂျိုးကတော့ဟိုဘက်ကြုံဖေးရွာကကုန်းလုံးခိုင်ပါလေခင်မျိုးစောကောင်းမလေးကချစ်စရာဗျဘဲဦးလေးတော့ဝါဝါတုတ်တုတ်ဖြူဖြူလေးဗျလူထဲမှာကာလာသားတယောက်ကတဟင်းနဲ့အဖျားကြက်နေရလားအဖေကြီးကျွန်တော်အတွက်စိတ်ချလက်ချခေါင်းချတော့မိမရတော့မေးဗျဆိုပြီးတော့ရီးကတည့်ရွတွေတင်းသူတဲ့ဟေးဟေးရောင်ရမ်းပြီးအော်သူနဲ့အော်နဲ့လူလူသူတိုက်ကကြီးမားရည်ရွယ်ချက်နဲ့အန်တကြီးချင်းရင်းတခုံခုံစိတ်ကူးတွေကလေထဲမှာဝဲပြက်နေကြပါတယ်ရင်ထဲမှာမိုးချင်းတန်တွေမြည်ပြီးမျိုးလင်းချက်တွေလင်းပြခဲကြပါပြီအခါကောင်းရက်ကောင်းနက်ခက်ကောင်းတဲ့မိနေတဲ့လာပြီးညမှာခွက်ပေါက်စီမံစေးစီရင်ဖို့စုံပြက်ချက်ချလိုက်ကြတယ်အဲ့ဒီနေ့မှာဘသူမှသားငါမစားရတက်တက်လို့သာစားကြရတယ်အရက်သေးစားဆိုလုံးဝမတူမထီရဒီကဆရာကြီးဦးအိမ်သားရဲ့ပြင်းထန်တဲ့စီမင်းစည်းကမ်းဖြစ်ပါတယ်ဒီလိုနဲ့ခုနှစ်ရက်သားသမီးလူပြိုတွေကညွှန်လင်းချက်ကိုစီနဲ့ဦးအိမ်သားရဲ့ညွှန်ကြားချက်အတိုင်းတက်သွေးမတိတ်တိုင်းနာချပါတယ်တို့ရမှာဒီဘွဲ့ထူးခြားချက်တစ်ခုရှိတယ်မောင်သူရပါမောင်သူရကအသက်15နှစ်သာရှိပြီဒီအဖွဲမှာပါဝင်မဲ့အသက်အငယ်ဆုံးဖြစ်တယ်။နွေရသည်ကျောင်းဝိရမှာဒီရွာကိုစိတ်မျိုးတွေရှိလို့အလေလာခိုင်အဖွဲမှာတောက်ကြသားတယောက်လုံးနေပြီးတော့မိမိကိုယ်တိုင်ကလည်းထူးဆန်းတဲ့ခွက်ပေါက်စီစီးတော်ကြီးစီရင်ဖို့ကိုလူငယ်ပြီးတီးရှိလိုအပ်ကြောင်းပါဝင်လာခြင်းဖြစ်ပါတယ်။ဆရာကြီးဦးအိမ်ထာနဲ့လူငယ်တွေကခွက်ပေါက်စီမဲ့စီရင်မှုကြီးအထက်ကြိုတင်ပြင်ဆင်မှုတွေကိုပြုလုပ်ချတဲ့အနေနဲ့တက်တက်လို့စားခြင်းအစီရင်ပြုလုပ်လျက်ရင်ကိုနှုတ်ပိတ်ဝက်စီပိတ်နေခြင်းတီးခံပြီးအောင်ရင်ချုပ်တီးရခြင်းတူတူတိတ်တိတ်နေထိုင်ရခြင်းစသည့်လုပ်ငန်းတွေကိုစတဲ့အကောင့်ကပေါ်ခဲ့ကြပါတယ်ညနေဆောင်တဲ့အချိန်ကစပြီးဦးအိမ်သားရဲ့တာဝန်ပေးချက်အရာကိုထုံထိုင်ကိုမုံမုံမြင့်တို့ကပ
စ္စည်းတွေကိုစုံနေစီအောင်စူဆိုင်းချရပါတယ်ကိုဦးနဲ့ကတောင်းရင်ယူထိမ့်သိမ့်တယ်အမွေးတိုင်းအလင်းတိုင်းဖာမီအောင်မိကျဲစုံလေးလေးပိုရှန်နဲ့လက်နေဓမီကအစအတင်စားဖွေယူဆောင်ထားကြရတယ်အရေးကြောင့်ပေါ်လာရင်တတ်မဲ့ထားတဲ့စီဝမ်းအတင်းမှာထွက်မပြေးဖို့အတက်တက်မာချက်တတိပေးရတယ်ညကမုံကြီးအေးဆက်လေးရရှိပါတယ်နောက်ရောက်မုံနဲ့ကြေရောင်းတော့ရှိနေပါသေးတယ်လာရောက်မုံပြကြီးနှင်းထားတဲ့တစ်ပင်ထိပ်ပြမ်းမှာရှိတဲ့တီးရတစ်ခွက်တင်နဲ့ရေပုံမိုးတွေကရေခဲမုံတီးတယ်လို့လက်ထနေပါတယ်တုတ်တယ်မြေကလူဝက်ချက်များစွာကိုဝါးမျိုးထားတယ်လို့တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပါတယ်ဥအိမ်သာခေါင်းဆောင်တဲ့လူရှိယောက်တို့ကတုတ်တယ်မြေတွင်ကိုတိတ်ဆိတ်ဝင်ရောက်လာကြပဲသူတို့ကစကားမပြောခြေတယ်မြေမကြားရလေအောင်တိတ်ဆိတ်စွာဝင်ရောက်လာခြင်းဖြစ်ပါတယ်လာကထိန်သားနေတယ်စုစုပေါင်းရှေ့ရောက်တီးတီးလေအသွေးမှာညီဆူဆူရနံ့တွေပုတ်အနံ့တွေကတင်းချိုင်းကြီးကိုယွန်းရှာဆက်ဆုပ်ပဲဖြစ်အောင်ထိတ်လက်အောင်တစားစင်လေးရှိနေပါတယ်မြေအောင်ပြီးရတဲ့ကတစီစီမြင်းနေပါသေးတယ်လေးစီးကြောင်းလေးမှာမျောပါလာတဲ့ပုတ်အနံ့ဆိုညီဆူဆူရနံ့တွေကြောင့်သူတို့ကတယောက်မျက်နှာတယောက်ကြည့်ပြီးတဲယူလာတဲ့ပစ္စည်းတွေကိုလွတ်မချအောင်ဂီယူတစ်ဆိုင်တဲယူလာကြတယ်အဲ့ဒီနောက်တုတ်တန်အတွင်းမှာရှိတဲ့ဇေယျဘုတ်ကိုခြေဦးလေးလိုက်ကြတယ်ညကမုံကြီးအေးဆက်လေးရဲ့တိုးစက်မှာတောခွေးတကောင်ကလွယ်ဆွတ်တန်ရှည်ဆွဲပြီးဥမြေလေးရဲ့ဇေယျကြီးရဲ့ခေါင်းမူးကိုထိရရှိရဲ့တစ်ခိုင်းတွေကတဖြည်းဖြည်းတဖြိုးဖြိုးမြည်ပြီးအရင်မဲကျွေနဲ့ကြောင်းမဖွဲအတင်းကိုစောင်းနေပြန်ပါတယ်သူတို့ကတယောက်မျက်နှာတယောက်အမောင်လေးမှာဝိုးတော်မြင်နေရမှာအကဲကဲကြီးရှုလိုက်ကြပြီပူးကက်လိုက်ကြတယ်ဇေယျတောက်တန်းပေါ်မှာတစေကြီးရဲ့ညီးတော်တန်ကိုကြားရလိမ့်မလားဒါမှမဟုတ်ဘုံမြင်တဲ့ကလို့ခွေးသေးကောင်ပုံကြီးပြစ်ချလိုက်လိမ့်မလားဒါမှမဟုတ်တစေမပဲထုတ်တန်းမှာစောက်တိုးစင်းလာလိမ့်မလားလို့အာယုန်တွေထွေးပြပြီတယောက်မျက်နှာတယောက်အကဲခဲနဲ့ခန္ဓာကိုယ်ချင်းပူးကက်လိုက်ကြခြင်းတော့ဖြစ်ပါတယ်တင်းချိုင်းမျိုးကိုဖျက်ပြီးတိုက်ခဲလိုက်တဲ့လေတွေထဲမှာလေချွန်တန်လို့ညင်းညူတန်လို့အတန်တွေကလည်းအာယုံကိုခြောက်ကြားထွေပြားစီပါတယ်ထိုးစင်မှာထုတ်တန်းပေါ်မှာအိတ်တန်းဝင်နေကြပြီဖြစ်တဲ့ငှက်တွေကတရွရွလှုပ်ရှားလာကြပြီးတောင်မန်တွေခက်တကီးအတန်တွေညီလာကြပြန်ပါတယ်အဲ့ဒီနောက်ပြန်လဲငြိမ်သက်သွားပြန်ပါတယ်တင်းချိုင်းမြေမှာလာရောက်ဝင်းပပကျဲရောက်မိန်ပြပြနဲ့လင်းနေပြီမလဲစေရဖုံမှာတော့အလင်းရောင်မရှိပဲမောင်မိုက်နေပါတယ်စေရထုတ်ထဲမှာလင်းဆွဲတွေအချားငှက်တွေခိုးနားတက်ပြီးလူတန်ကြားရတာကြောင့်လှုပ်ရဖြစ်လာကြခြင်းဖြစ်ပါတယ်တကောင်ဆနှကောင်ဆကလမ်းပြန်ပြီးစေရအပြင်ဘက်ကိုပြန်ထွက်သွားပါတယ်တင်းချိုင်းမြေကတန်ဝေကများနဲ့ပြည့်နေနေခဲ့ပါတယ်အသက်ရှင်စင်ကမုံလိုက်ကြချစ်လိုက်ကြငိုလိုက်ကြကြည်နူးလိုက်ကြအခုတော့ဘာတက်နိုင်ကြလိမ့်တလဲအမောင်တေးအချစ်တေးတွေစိုးနိုင်ကြပါသေးသလားအလွမ်းတေးတွေတီကျူးနိုင်ပါသေးသလားကဲဟေးဒီမှာပစ္စည်းတွေချပဲနားလိုက်ကြဆိုရဲ့ပြီးမှအစီရင်ပြောပြမယ်ဥိန်တာစကားစိုးနာနဲ့စုဝေးပြီးလောက်ကန်ဆောင်ရွက်ကြပဲထိုင်လိုက်ကြတယ်သူတို့အားလုံးတယောက်နဲ့တယောက်ပူးကက်စွာထိုင်လိုက်ကြခြင်းဖြစ်ပါတယ်ရွာစီရွာဆက်တွေနဲ့ဝေးခွာတာမကညီမောင်မောင်ကျင်းအောင်သာမြင်ရတဲ့တကာလာမှာဘသူမှစီရဲ့အနည်းကိုခြေကဲဝန်းကြမှာမဟုတ်ပါဘူးလူငယ်ကာလာသားတွေသာပီယာစီခွဲပေါက်စီရလို့စုံနေတာအရေးကိုပြီးအသက်စွန့်ပြီးရောက်လာကြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဆရာကြီးခိုင်းချင်တာခိုင်းပါကျွန်တော်တို့ညီဝဲမချလိုက်နာပါမယ်ဆရာကြီးလှုပ်ခိုင်းထားတဲ့အစီရင်တွေကိုလည်းကျွန်တော်တို့လောက်ကန်ဆောင်ရွက်ပြီးကြပါပြီအေးဟုတ်ကဲ့ပြီအခုချိန်ကစပြီးတယောက်နဲ့တယောက်စီလုံးညီညွတ်ဖို့လိုလာပြီအဓိကကတော့တစုံတစ်ခုခုပယောဂဝင်လာပြီးနှောက်ရှက်ထွက်မပြေးဘူးပဲထွက်ပြေးရလူတေးမှာပဲတေးကဂုံချိုးမှာအဲ့ဒီကကြမှာစီရလည်းမတက်နိုင်ဘူးမင်းတို့တက်တိရှိရဲ့လူငယ်တွေပဲကွာစီရတခုတော့ပြောမယ်ခုအားလုံးတုတ်တန်နဲ့ရောက်လာကြပြီအေးအခုဆိုရင်တရေတစေဖုတ်ကောင်နေနာနာဘဝတွေကတို့ကိုစောင့်ကြည့်နေကြပြီကွာ
ဒီလူတွေစုနဲ့ဘာတွေလုံးနေကြပြီလဲဆိုတော့မျက်ချီမပြတ်ကြည့်နေကြပြီပြီးတော့သူတို့နေမိထဲမှာခွက်ပေါက်စီလာပြီးစီးရင်တာကိုသူတို့လက်မခံဘူးအဘခံမှလည်းမဟုတ်ဘူးရတဲ့နည်းနဲ့ပြန်လို့ယူရမှာပဲအဲ့ဒါအေကံမိုးကြပဲဟေ့အားလုံးသဘောပေါက်ရင်လားဟုတ်ကဲ့ပုတ်ပါတယ်ဆရာကြီးဆရာပြောတော့ကိုစံနာထောင်မင်းတို့မှာတပိုင်းတိုင်းစံမန်းတွေပါလာကြပြီစံမန်းကတို့ရဲ့လက်နဲ့ပဲကွယ်နောက်တစ်ခုထူးခြားချက်တစ်ခုပြောပြမယ်တို့မြခွဲပေါက်စီစီရင်နဲ့အခုချိန်မှာဒီတစ်ပတ်အတွင်းဒီတုတ်တံမှာထူးခြားတဲ့အလောင်းသုံးလောင်းမြုပ်ထားတယ်စကားဝိုင်းကရှုပ်တရက်တိတ်ဆိတ်သွားတယ်အားလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ဇေယျရဲ့အပြင်ဘက်ကြုံတော့မြေကွင်းတွေထဲမှာစိုးစီမြည်နေတဲ့ပရိကောင်းတွေခေါင်မှုပေါ်မှာဖြက်ပြန်သွားတဲ့ညီးငက်တွေရှိတ်ကနေဖြက်ကနေဖြက်သွားကြတာသူတို့အားလုံးအသက်မရှူရဲတော့အနေကြုံသွားကြပြီဦးအိမ်သာဆက်ပြောမယ့်စကားကိုစောင့်မျှော်နေကြပါတယ်ဦးအိမ်သာကချောင်းတစ်ချက်ဟန်းလိုက်ပြီးအဲ့ဒါကတော့ဒီတုတ်တံကိုအစိမ့်သေးသေးပြီးလာမြုပ်ထားတဲ့အလောင်းသုံးလုံးဆူတာပဲလာကွယ်နေတုန်းကရေနစ်သေးတဲ့အဖိုးကြီးတယောက်ရဲ့ယောက်ျားမရင်ငယ်ယူသွားတော့စိမ့်ညစ်ပြီးကြိုးစဲကြသေးတဲ့မိန်းမတယောက်ရဲ့ဖေးဝဲမှာရန်ဖြစ်လို့နောက်ဆုံးလေပင်ဓာတ်နဲ့အခုတ်ခံရတဲ့အလောင်းတစ်လောင်းရဲ့သုံးလောင်းပေါ့ယောက်ျားအလောင်းက2လောင်းမိန်းမအလောင်းက1လောင်းလဲဆက်ပဲဟေးအေးသူတို့နောက်ရှက်လိုက်မယ်လို့စီးရအတွေ့အကြုံအရမြင်နေတယ်ကွယ်ဓာတ်ခုတ်ခံရတဲ့တရေကမင်းတို့ဘိုက်ကိုဖောက်ပြီးဘိုက်တဲကကလီစာတွေကိုဖောက်စားလိုက်မယ်ပြီးတော့ဥတွေကိုဆွဲပြီးတင်းကြိုင်တစ်ပတ်ပတ်ပြီးပြေးလိုက်မယ်နားနေကြရဲ့လားအေးစီးမဖောက်ကြနဲ့ခွဲတရေတွေမင်းတို့နာကိုကက်လာပြီးဆိုရတယ်စံမဲနဲ့တော့ကျဲပြီးတော့ဒါထက်မင်းတို့တက်လို့စားကြကြတယ်နော်ဟုတ်ကဲ့စားတော့ပါတယ်ဆရာကြီးတေးကြပါရဲ့နော်တေးကြပါတယ်ဆရာကြီးဟာကျွန်တော်တို့ကထမင်းကိုရေနဲ့ဆမ်းပြီးစားပါတယ်ကျွန်တော်ကထညက်နဲ့ကျွန်တော်ကစီနဲ့စားပြုတ်ပြီးစားပါတယ်ကျွန်တော်ကတော့တစ်သီးတွေပဲစားထားတယ်ခင်ဗျာဦးအိမ်ကတစ်ချက်ပြုံးလိုက်တယ်ကဲတအောင်ကြိုင်အစီရင်စမယ်မောင်တီးကခတ်တွတ်လူငယ်ကလေးတယောက်ဖြစ်တယ်လို့သူကအဖွဲထဲမှာနေရွယ်သူဖြစ်တဲ့အလျောက်ထန်နေရမှထပြီးမိတာထုံးပါတယ်ကြောက်ဖျောင်းနိုင်ချေနှစ်တိုင်ကထုံးကြီးလိုက်တဲ့အခါစီးရဲတစ်ခုလုံးလင်းထိန်သွားတယ်အခြားသူတွေကအရှိုထပြီးငါပြောပွဲအုံပွဲကြော်ပွဲတွေကိုပြင်ဆင်ကြတယ်မောင်တီးကအဖို့ဒီတုတ်တန်တဲ့ကိုဝင်ရောက်လာခြင်းမှာကြီးမားတဲ့ရည်ရွယ်ချက်မရှိခွက်ပေါက်စီအချောင်းကိုတီးကျင်စောနဲ့အဖို့အဖြစ်လိုက်ပါလာခြင်းဖြစ်တယ်ခွက်ပေါက်စီလိုချင်လို့မဟုတ်ပါဘူးပြီးရင်လည်းယူမှာမဟုတ်ပါဘူးလို့ဆုံးဖြတ်ပြီးလိုက်လာခြင်းဖြစ်ပါတယ်ဦးအိမ်သာကခွက်ပေါက်စီမဲအထက်စလုံးထဲမှာလက်ဖက်ရည်ပကံ3လုံးထည့်ပြီးအပေါ်ဆုံးမှာနန်းစီစစ်စစ်ကိုထည့်ပြီးစေးစီနေစဉ်အပေါ်ဆုံးမှာစီရီခကြံတဲ့ပကံလုံးတွေကိုစိတ်ယူဖောက်ထင်းပြီးအောင်ဆုံးစလုံးထဲကိုထူးဆန်းစွာကြာဆင်းသွားတဲ့ချင်းကိုခွက်ပေါက်စီလို့ခေါ်ပါတယ်အဲ့ဒီခွက်ပေါက်စီကအနာရောဂါကုသခြင်းပီယာဆေးမှာစမ်းတယ်လို့ဆရာအစဉ်ဆက်ဆက်ကယုံကြည်ကြတယ်ဒါကြောင့်ခွက်ပေါက်စီဆိုရင်နာမည်ကြီးတယ်ကဲလုံငင်းစားလိုက်ကြစို့ရဲ့ဦးအိမ်ကဦးဆောင်ပြီးဈေးအောက်ကိုဆင်းလိုက်ကြတယ်ညကကြေအောင်နဲ့သာလင်းပနေပါတယ်သုံးတန်ထဲမှာရှိရဲ့တက်ရည်တစ်ပင်ကြီးတွေမြေပုံမုံမုံတွေခြုံပုတ်တွေကလင်းပြပြညီးအောင်မှာတေးတစိမ့်ငိန်သက်နေကြတယ်လေကပါငိန်သက်နေပါတယ်နောက်ရောင်ကရှုံးများလေးရဲ့ဒီနေရာမှာစီးဝိုင်းဝိုင်းမယ်စီးဝိုင်းထဲကနေအပြစ်ကိုဘယ်သူမှမထွက်ကြပါနဲ့ဒုက္ခရောက်သွားမယ်ခုချိန်မှာကျုပ်တို့ပတ်ဝန်းကျင်သားကိုမြင်အမမြင်အထက်လောကသားတွေစောင့်ကြည့်ရောက်ရှိနေကြပြီဆိုတော့မြဲမြဲမှတ်ထားကြပါကျုပ်အထက်စီယာတွေကို၎င်းဆိုင်ရာပိုင်ယာတွေကို၎င်းမြစ်တာရက်ခဲ့မယ်စီးမပေါက်စီနဲ့ဟေးဦးအိမ်ကလက်တဆုပ်ခန့်စံမန်းကိုယူပြီးစီးဝိုင်းတပွဲဖြစ်အောင်ဖြူပြီးတော့ဝိုင်းလိုက်ပါတယ်အဲဒီနောက်အုံငပြိုးဝဲပြင်းတယ်မီးထွန်းညင်းတယ်မီးထွန်းပြီးအဲ့ဒီဖြောင်းလိုက်ကြီးတွေမငိမ့်စီဖို့အရေးကြီးကြောင်ပြောဆိုပြီးမောင်တီယာကိုတောင်းဝင်ယူစေတယ်မောင်တီယာကစိတ်ထဲကနေပြီးဂုံတော်တွေရွတ်ပွားနေပြီး
ကြော်ပွဲနဲ့ဖျောင်းနိုင်ခြင်းမိမသိစီဖို့ဂယူးဆိုင်ရမယ့်တောင်းဝဲတစ်ခုပိုးလာပါတယ်အစီရင်ဆောင်ရွက်နေစမှာဖျောင်းတိုင်တွေငိမ့်သွားရင်လည်းပျောက်သွားရင်လည်းမကောင်းပါဘူးအနောက်ရှက်ဝင်ခြင်းခွက်ပုတ်စီပျောက်ဆုံးခြင်းနဲ့စီးဖောက်ပြီးဒုက္ခတွေ့တတ်ပါတယ်အဲ့ဒီအခါမှာအခြေချင်းမောင်းရင်ပြီးတက်ပုတ်ခြင်းတရေပူးခြင်းမြေပြင်ကိုရေးတင်ပြီးကူးကတ်တတ်ခြင်းတွေဖြစ်တတ်ပါတယ်ဒါကြောင့်ဖျောင်းနိုင်တဲ့ပွဲတွေကိုအထူးဂယူးဆိုင်ကြက်မဲ့ရပါတယ်မိမငိမ့်စေဖို့မိမပြတ်စေဖို့အထူးဂယူးဆိုင်ရပါတယ်ဒါကြောင့်မိမငိမ့်စေဖို့ယုံကြည်စိတ်ချရသူကိုသတိဝရိယနဲ့ကာကွယ်စောင့်ရှောက်ရှိပြီးမိငိမ့်ပါကအသင်ထုံးနိုင်ဖို့ကြိုတင်ပြင်ဆင်ရမယ်လို့ဦးအိမ်နာကမှာကြားထားပြီးပြီမောင်တရားကကြောက်ဖျောင်းနိုင်ချီ3တိုင်နဲ့မိကြီးကိုအစင်သက်ကန်ပြီးအခြေအနေကိုသတိဝရိယနဲ့စောင့်ကြည့်ပြီးအကဲခတ်နေပါတယ်။လေငင်းနေရကြောင်းဇီးအတွင်းမှာရှိတဲ့ဖျောင်းနိုင်ကြီးတွေကလည်းကောပတ်ဝန်းကျင်ကလည်းကောငြိမ်သက်တိတ်ဆိတ်နေပါတယ်။အချိန်သိမ့်မချလိုက်ထိုးစင်မှာပဲလေကတရွှီရွှီမိပြီးခက်တတတိုက်ခက်စာပြူလာပြီ။လေထိုးတဲ့ကမွေးထွန်းတဲ့ပမာ6ချားစီပါတယ်။ကဲအားလုံးစီးဝိုင်းနဲ့ဝင်ချလုံးဝမထွက်ကြနဲ့တော့ဦးဝိနေကစီးဝိုင်းအတွင်းမှာရှိရဲ့ပွဲထိုးထားတဲ့အုံးသီးပေါ်မှာဖျောင်းတဲ့တိုင်ကိုထုံးကြီးလိုက်ပါတယ်။အဲဒီနောက်ရုပ်ဘက်တရဲစဲမှုကိုစတင်တယ်။အိုးစမှုဒီပါတင်းချဘက်ကုံကျွန်းလုံးနဲ့မြစောင်းရှုံကြကုန်တော့ရက်ခနက်ဒီဝရာတို့အစာကြည့်ပြီးဂါရာကိုဟင်းရောက်တဲ့ထမ်းမင်ပပကျေလောင်စူးရှာစွာစတင်ရွတ်ဆိုပါတယ်ဒီလိုနဲ့ခွဲပေါက်စီမဲ့အစီရင်စတင်ပါတယ်အားလုံးစီဝိုင်းထဲမှာထိုင်နေကြပြီးတုတ်တုံမှမလုပ်ရဲကြတန်ဂရိုင်းကျစွာရွတ်ဖက်နေတဲ့ဦးအိမ်သားရဲ့အတန်သာစီဝိုင်းထဲမှာပြီးတတ်ထွက်ပေါ်နေပါတယ်အဲ့ဒီအချိန်တင်းချိုင်မြေထဲမှာအရေးမဲကြီးတွေကလာရောင်ထေတဲ့အောက်မှာဟိုဒီရွေလျားစရာပြုတ်လာပြီအရေးမဲကြီးတွေကရိတ်ကနေလှုပ်ရှားပြေးလွှားနေကြခြင်းဖြစ်ပါတယ်အရေးမဲကြီးမှာလူတရိတ်ဆန်ကြီးလူထင်းအောင်ထင်းမနဲ့ပြေးလွှားနေကြခြင်းဖြစ်တာရင်ကုန်စရာကောင်းလာပါတယ်တုံလုံးကျုံမဲ့ဖွယ်လေတိတ်ကောင်းလာပါတယ်တာဆဆလွင့်ပြီးဝိကဝိုက်ကတိုက်ခတ်နေတဲ့လေပြည်ထဲမှာဖျောင်းနိုင်မျိုးတွေကဘဲညာရင်းရိုင်ကခုန်နေကြပါတယ်မောင်တရကမင်းငိမ့်မှာဆုလို့ရင်တထိတ်ကြီးရှုနေမိတယ်ကျန်လူတွေကဦးအိမ်သားရဲ့ရုပ်ဖက်မှုကို၎င်းဘဝင်းကျင်ရဲ့ထူးခြားမှုဖြစ်စဉ်ကို၎င်းရင်တထိတ်နဲ့စောင့်ကြည့်နေကြပါပြီဂါရာရွတ်ဆိုမှု3မိနစ်ကျော်ခန့်ကိုအချောင်းရင်ထူးခြားမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ဇေယျရဲ့နဘေးစီးဝမ်းရဲ့ထိတ်မှာအုံမိုးထားတဲ့တစ်ပင်ကြီးမှာချော်လမပတ်လေခန်းရှိတဲ့တစ်ခန်းကြီးကလေမတိုက်ပါပဲလျက်ဘဲညာရင်းထူးစာပြုတ်လာခြင်းဖြစ်ပါတယ်ဦးအိမ်သားကလွဲပြီးကြံလူအားလုံးလမ်းမြက်ပြီးထိတ်ပြမောကြီးကြတယ်တစ်ခန်းကြီးကတဖြည်းဖြည်းရင်းခါပြီးတရှဲမြည်ပြီးတစိကောင်လိုထင်မှန်မားစီပါတယ်အဲ့ဒီနောက်တည့်ရင်တစ်ပင်ကြီးထဲမှာငိမ့်သက်စွာအိတ်တန်းတက်နေကြတယ်ဗျိုင်စရက်ကြီးကန်စိုက်တက်ဝါတွေကရုပ်ချီပဲကဘာပြက်တယ်လို့မရုံးသုံးကရုံတဲ့ဖြစ်လာကြပါတယ်ငှက်တွေကတောင်မဲ့တပြင်းပြက်ခက်ကြောင်းနေတဲ့ကြောင်အော်တန်နေပြုတ်ပြီးထပြန်ကြပါတယ်မနီမငွေတင်းချိုင်းတော်ဆက်မှာတောခွေရိုင်းတွေကလည်းတန်ရှည်ဆွဲပြီးညင်ညာတက်ကြစွာဥမြည်ကြပါတယ်ထိုးစင်မှာပဲဇီးရဲခေါင်မိုးကိုထိနေတဲ့ဒီကန်းကြီးတခိုင်းကတန်ကျဲပြုတ်ပြီးချောင်းရဲ့ခေါင်မိုးကိုတအုံတပြင်းပြက်ရိုက်နေတော့ဟိုင်ဟာအမလေးဗျာအားလုံးပူးကလိုက်ကြပါတယ်မောင်တီရရဲ့လက်ကိုဘသူဆွဲကင်ထားတယ်မသိအဆိုပါလက်ကတဆက်ဆက်တုံးနေပါတယ်မောင်တီရလက်ကြည့်လိုက်တော့ကြာလာပရိသကိုပေါက်စာမောင်တီရကလေတံတိုးတိုးနဲ့ကိုပေါက်စာဘာလဲဗျမတီးဘူးလေကွာနှောက်ရှက်မဲ့တစိတရတွေလာကုန်ကြပြီထင်တယ်မပြေးနဲ့နော်မပြေးပါဘူးအဖိုးတွေအများကြီးရှိနေရပဲဗျစကားစပြတ်သွားတယ်လေးကငြိမ်သွားပြန်တယ်ဒါပေမဲ့စီးဝိုင်းပေါ်မှာစီးမိုးထားတဲ့တေကိုင်းကြောက်ကြီးကရက်တက်ငြိမ်သက်သွားခြင်းမရှိပဲထိတ်လန့်ဖွယ်ဟာလှုပ်ရှားရင်းခါနေစေပါဦးအိမ်နာက
အတွေ့အကြုံရင်းကျက်တဲ့ဆရာတို့ပြောရမလားမသိတေကိုင်းချောက်ကြီးလောက်ခါနေရကိုစိုးစင်းမြောက်မောပြီးမကြည့်ပါဘူးခါရကူသာမမာရွေးအောင်မြင်တဲ့အတန်နဲ့ဆက်ပြီးရွတ်ဖက်နေပါတယ်အားလုံးရဲ့မျက်လုံးတွေကအုံပွဲရဲ့ရှိမှာခွက်ပေါက်စီစီရင်ထားတဲ့စလုံးကိုသာစိတ်အားထက်တဲ့စွာစူးစိုက်ကြည့်နေကြတယ်အဖေအချမ်းပကံသုံးလုံးစင်ထားတဲ့စေးစီကဗကတိတည်ငြိမ်နေသေးပါထူးခြားမှုလက္ခဏာအရေးအယောင်ပြသေးပွဲပေါ်မှာထိုးညှိထားတဲ့အေးရမကြောက်ဖြောင်းနိုင်ကြီးကသာလေးအသွေးမှာအနှဲငယ်ရင်းကြိုင်လှုပ်ခါနေပါတယ်ဂါရယူပွားမှု10မိနစ်ကျော်သွားပါပြီမောင်တရားကလွယ်အိတ်ထဲမှာထည့်ထားတဲ့ဆန်မန်းတွေကိုအသာဆန်းကြည့်လိုက်တယ်လူရမေအောင်လောက်လေးခွက်တစ်လက်နဲ့လောက်စလုံးတွေပဲထည့်ယူလာပါသေးတယ်အဲ့ဒီအချိန်မှာဦးအိမ်သားရဲ့ဂါရရွတ်ဆိုတဲ့ခဲမဲမဲထွက်ပေါ်လာခဲ့ပါတယ်ဖျောင်းနိုင်မီးတွေကတစေတွေကခုန်နေတယ်လို့စီးချက်ညီဘယ်ညာရင်းထိုးလာပြန်ပါတယ်ဘယ်နေရာကရှောင်းလာမှမသိတဲ့ရင်မဲရမ်းကြီးတွေကကြော်ပွဲအနီးမှာပကံလေးစားနဲ့တဝီဝီမြည်ပြီးဝိုင်းအုံနေကြပါတယ်အဲ့ဒီနောက်လူတွေကြားတဲ့ကိုတကောင်ဆနှကောင်ဆတိုးဝင်လာခဲ့ပါတယ်ဂါရယူဘောတန်ကအစမဖြတ်ရောက်လျေရောက်ချင်းမကြံကျွင်းရလျောက်လင်းချင်းစောစွာယခုလာဤငါဤစီတော့တွင်ကြအသက်ဂါရကိုပြပြတတရုပ်ပွားနေစဲမှာပဲဟိုးဝေဝေခက်လန်းလဲစီမှာခြေတန်းလို့ပုတ်တရိုလျားတန်လို့တီးရွက်ချောက်တွေရှက်တိုက်ပြေးသွားတယ်လို့အတန်တွေထွက်ပေါ်လာတယ်သူတို့အားလုံးရေတထိတ်တဲ့နဲ့အတန်တွေထွက်ပေါ်လာရစီကိုရိုးရမ်းမဲစာရှာဖွေကြည့်နေစဲမှာပဲဘွားကနေတစုံတစ်ခုနဲ့ပြစ်လိုက်တဲ့ကိုကြားလိုက်ရပါတယ်အတန်ကတီးရွက်တွေကိုထိမှန်ပြီးထွက်ပေါ်လာတဲ့အတန်ဖြစ်ပါတယ်အဲ့ဒီနောက်အတန်တွေစက်တိုက်တဖွာဖွာတဖွဲဖွဲထွက်ပေါ်လာခဲ့ပါတယ်ခဲတဲ့ကြောက်စီရဲ့ခဲရင်းနဲ့ပြစ်ခတ်ပြီးထွက်ပေါ်လာတဲ့အတန်မျိုးဖြစ်ပါတယ်ထိုးစင်းမှာပဲမြေပွားရောင်တင်းကြိုင်မြေတနေရာမှာလူရိုးလူအဆွေးအမြည်များရဲ့အနံ့အသားအပုပ်အဆွေးအနံ့တွေကလေးအသွေးမှာလွင်မျောပါလာတယ်ညီဆူဆူပိုးအနံ့ကမတတိစရာကြီးပါနံလိုက်တာကွာထွီခဲလုံးအသေးလေးတွေနဲ့ပြည့်နေသေးတယ်ဟေးဘယ်ကပြည့်နေရမှန်းမသိဘူးလူမမြင်ရဘူးကွာဆမ်မန်းနဲ့ပြန်ပြေးဖို့အသင့်ပြင်ထားကြဟေးဆမ်မန်းနဲ့ပြန်လဲကျဲပတ်ဖို့ပြင်ဆင်လိုက်ကြတယ်ဦးအိမ်သားရဲ့တီးရင်နဲ့ဂါရရွတ်ပွားတဲ့ကပကတိပုံမှန်ထွက်ပေါ်နေသေးပါဒါကြောင့်အားတက်သွားကြတယ်သူတို့အားလုံးလူချင်းပူခဲ့လိုက်ကြပြီဦးအိမ်သားနဲ့အတူအုံပွဲပြီးမှပတ်ပတ်လေဝိုင်းရံလိုက်ကြပါတယ်ထိုးစင်းမှာပဲစီးဝိုင်းရှိရကိုတပုတ်ပုတ်ပြေးလာတဲ့ခြေတန်းတွေလူကုန်မမြင်ရတစ်ဆက်တည်းမှာပဲတဝီဝီမြည်ပြီးကြားရောက်လာတဲ့ခဲတွေမြေကျစ်ဆက်ခဲတွေတေကိုင်းကြောက်တင်တာဘယ်ကဘယ်လိုရောက်လာမှမသိပါဘူးတဖွဲဖွဲကြားရောက်လာတယ်အကောင်အထည်မတွေ့ရပဲခဲတွေကျစ်စားခဲတွေကြားရောက်တဲ့ကြားရောက်ပြီးမဲ့လေစီးဝါအတွင်းကိုလုံးဝဝင်ရောက်မလာခြင်းကထူးဆန်းနေပါတယ်ဇီဝအပြင်ဘက်စီကိုတဖြုတ်ဖြုတ်တဝိုးကိုကြားရောက်နေခြင်းကအန်အိုစီရလည်းကောင်းထူးဆန်းစီရလည်းကောင်းလာပါတော့တယ်အားလုံးရဲ့မျက်ဝန်းတွေကခွက်ပေါက်စီမံစလုံးရှိရစေကိုအာယုန်တွေလွင်ပါစူးနေကြတယ်အဲ့ဒီအချိန်မှာတေးချိုင်မြေတနေရာမှာတဖုတ်ဖုတ်ပြေးလာနေတဲ့ခြေတန်းတွေငြိမ်သက်သွားတဲ့တပြိုင်နက်တပင်ကြီးငယ်တွေကအသက်ဝင်လာတဲ့တစေတွေပမာခြေကားရလက်ကားရကြောက်မဲ့ဖွယ်လှုပ်ရမ်းလာကြပြန်ပါတယ်လူတယောက်ရဲ့အတန်ငယ်တန်းပေါအော်ဟစ်လိုက်တဲ့အသေးတုံလှုပ်ဖွယ်အတန်ကြီးပေါ်ထွက်လာတယ်စီဝိုင်းထဲမှာတယောက်ကဆမ်မဲနဲ့လက်ပြီးကျဲဖက်လိုက်တာဦးကနေမြည်ပြီးအတန်နဲ့ကြီးပျောက်ခွေသွားပါတယ်စီဝိုင်းထဲမှာဂါလာသားတက်တီခဲတွေကထားရမလို့ထိုင်ရမလို့ကြောင်အားဖြစ်နေစေဦးအိမ်သာတတိပေးချက်တွေကိုအမက်ရပြီးကြောက်ကြောက်လဲနဲ့ဆက်ပြီးငြိမ်သက်နေကြပြန်ပါတယ်ဒိုးစင်မှာပဲကြောက်စီခဲတွေစီဝိုင်းအပြင်ကိုတဖြိုးဖြိုးကြာလာပြန်တာဆမ်မဲနဲ့ကျဲလိုက်မှငြိမ်သက်သွားပါတယ်တင်းကျန်းထဲမှာကြက်စားနေကြတယ်ဒေါ်ခွေရိုင်းအုပ်ဦးတဲ့ကြေခွဲဝေရတန်ရှည်ဆွဲပြီးဦးနေတဲ့အတန်အသေးထုံပဲအတန်ကြက်ဒီမရှိလိုက်တာကွာဟုတ်ပါတန်ရှည်ဆွဲပြီးဦးနေရသေးတယ်မသားကောင်းတယ်
ဒေါ်ခွေးဦးတန်စုံနာနဲ့မြေပြင်ကိုခဲတွေကြားရောက်လာတဲ့ခြုံပုတ်တွေတစ်ပင်တွေကိုဟိုမှဒီမှပြစ်ခဲ့တဲ့တွေထွက်ပေါ်လာပြန်ပါတယ်။မောင်နဲ့မင်းမင်းမို့ဘယ်နေရာကပြစ်ခဲ့နေမယ်မသိရပါဘူး။စီးဝိုင်းချက်ကိုမကောင်းစူဝါကောင်တွေမဝင်လာစေဖို့စံမဲမကြောင်မကြောင်ကျဲပဲ့ရသေးတယ်။ကဲဟေးတစီရီပြေးကြစမ်းပတ်ကြဟေးပတ်ကြဟာစီးဝိုင်းနာမကက်စင်းနဲ့စံမဲနဲ့ကျဲပဲ့လိုက်တာအတန်ကြီးပျောက်သွားပြန်တယ်။အန်ဝတ်စရာကောင်းလာပါတယ်။စံမဲကအစွမ်းထက်လာပါတယ်။တောခွေးဦးတဲ့ကျင်းငက်တွေတဝုံလန့်ပြန်တဲ့ကဲလုံးလေးတဝုံတဖြောက်ဖြောက်ကြောက်လန့်တဲ့ရက်သွားတဲ့အခါမှာစီးဝိုင်းနဲ့ဆယ်ပေခန့်အကွာမှာမြူရီလိုလိုအရေးမဲကြီးလိုလိုအရာကရွေလျောလာပြန်ပါတယ်။ဟိုမှာအရေးတွေဟုတ်တယ်ကွာတရေတွေကွာလာကုန်ပြီအများကြီးပဲဟေးစီဝိုင်းနာကက်လာကြပြီဆံမန်းနဲ့ပန်းဒီမှာတုတ်တယ်မြေတနေရာမှာအဖျားတက်တယ်လို့တေဟီညင်းယူတဲ့ချင်းထွက်ပေါ်လာခဲ့ပါတယ်တစ်ပင်ဘောကလူလို့စီရဲဘောကလူလို့မသေးခွဲအတန်နဲ့ကြီးကပျောက်မသွားပါဘူးတကြီးသားကိုအုံးနဲ့ကလမ်းလိုက်တယ်မြေယူလာပါသေးတယ်တကြီးသားဆိုတော့ပစ္စည်းကောင်းကိုကိုင်းနိုင်တယ်အင်္ဂလိပ်မင်းကကြီးမြင့်ထားတဲ့ရှားရှားပပလမ်းလိုက်တယ်မြေဖြစ်ပါတယ်အဲ့ဒီဓမီကိုဘာခင်အလေးယူလာပြီးမဲ့လေဦးအိမ်တာကသုံးခွင့်မပြီးရချောင်းမကြည်မနဲ့ဖြစ်နေပါသေးတယ်ဒါပေမဲ့မကြည်နဲ့မှုကိုထုတ်ပေါ်မပြောရဲ့အခုလိုအကျိတ်တွေပြေးလွှားနေတာကိုလမ်းနေဓမီနဲ့ထိုးချိလိုက်ပါကကြာကြာနာနာတီးတီးချာချာမြင်ရမှာမဟုတ်လားအခုတော့ဓမီကဦးအိမ်တာဘေးမှာရောက်နေပါတယ်မီးထိုးလိုက်ရင်စီးပေါက်သွားမယ်မီးရောက်ကိုချီရခိုင်လိုက်ပြီးဗရာလောကသားတွေမီးဆက်တွေလွတ်ပါခလူအိုးစုထိမ့်မရပဲဒုက္ခရောက်သွားမယ်ဖြစ်ကြောင်းရှင်းပြထားရတယ်မကြလိုက်ပါဘူးစီဝိုင်းအတွင်ချထားတဲ့ကိုအုံးနဲ့ရဲ့လမ်းလိုက်ဓာမီကိုတစုံတစ်ယောက်ကဖြတ်ခနဲ့လာယူပါတယ်လူမမြင်ရပါလေရဲ့လမ်းလိုက်ဓာမီကြီးစီးအပြင်ဘက်ကိုလေထဲမြောက်ပါသွားခြင်းဖြစ်ပါတယ်ကိုမောင်မြေးကလမ်းဆွဲပေးမယ်လေမမီလိုက်ပါဟဲဟာအာလမ်းလိုက်ဓာမီကိုတရေဆွဲသွားပြီကိုအုံးနဲ့ကအဲ့ဒီအခါမှာတတိဝင်လာပြီလက်ထဲမှာစက်မန်းနဲ့လမ်းပြလိုက်ပါတယ်ဒီအခါမှာဦးဆိုတဲ့အတန်တကြီးနဲ့အိုးတဲ့ကြီးထပ်ပေါ်လာပြီးနောက်လမ်းလိုက်ဓာမီကစီးအပြင်ဘက်မှာ15ပေခန့်အကွာလေထဲမှာပြုတ်ကျသွားပါတယ်ဒါပေမဲ့စီးကိုချိုးပြီးတော့ဘယ်သူမှထွက်ပြီးမကောက်ရဲကြပါဘူးဝိုင်းအပြင်ကိုမထွက်ရဲဦးအိမ်သားရဲ့ဂါရာရွတ်တန်ခက်မမဲထွက်ပေါ်လာခဲ့ပါတယ်သူကဂါရာကိုထန်ဂရိုင်းကြကြအာယုံညွတ်ပြီးမမရွေအောင်ရွတ်ဆိုနေရတဲ့အဖြစ်တစုံတကုတ်ဖြစ်ပါကတခြားသူတွေပါအန်နီယလုံးစွာကြီးမားနိုင်ကြောင်းသဘောပေါက်ထားသူလည်းဖြစ်ပါတယ်တင်းချိုင်းမြေမှာအရင်မဲကြီးတွေပျောက်သွားပြန်တဲ့အခါခြုံမိုးတွေချကတဖြစ်ပြက်မြည်တမ်းတဲ့အတူမီးပွင့်မီးပန်းတွေကဆိုင်းဝိုင်းပမာဝိုင်းပတ်ပြီးစီးဝိုင်းစီကိုတရွေ့တိုးပြီးရောက်လာကြပါတယ်မီးပွင့်တွေကအနက်ခံကောင်းတဲ့ခွေးတွေပမာချင်းကက်လာခြင်းပါဟာဘာရီလဲဟာမင်းရောင်စုံတန်းကလေးတွေဟာတရေမီတွေကွာကြည်စမ်းရောင်စုံမီးချမ်းကလေးတွေပက်ချလဲပြီးဒိုးစီကိုရောက်လာကြပြီတဖြစ်ဖြစ်လက်နေတဲ့ဝါစိမ့်ကြီးပြမီးပွင့်ကလေးတွေကမီးပန်းတွေလို၎င်းအမွှေးလိုက်မီးလိုမင်းညွန့်ကလေးတွေတိုးလို့တက်လက်နဲ့၎င်းရွေလျာလာပြန်ပြီစီဝမ်းအပြင်ကိုချင်းကက်လာကြပြန်ပါတယ်ကြီးလို့ပဲကောင်းသေးတော့တယ်ဒါပေမဲ့စီဝမ်းနာရောက်တဲ့နဲ့မချင်းကက်နိုင်ပဲကြောင်းမက်ဖွယ်ဝုန်းကနေထထောက်ပြီးတဖြက်ဖြက်မြည်ပြီးပြန်ကွေ့သွားပါတယ်အားလုံးကအထူးအဆန်းတစ်ဖွဲ့မမြင်ဘူးလားချောင်းငေးကြောင်ကြည့်နေကြပါတယ်တုံတုံမှပဲမလှုပ်ရဲကြတော့ဝိုင်းထဲမှာတယောက်ကဆမ်မန်းနဲ့လန့်ပြီးကျဲပတ်လိုက်ခါမှမင်းညိုကလေးတွေခက်ဝေးဝေးကိုပြန်ဆုပ်သွားတယ်အဲ့ဒီမှာအားလုံးကဥအိမ်သာပြောပြတယ်မီးစမ်းစွာကိုသဘောပေါက်ပြီးလက်ထင်းမှာရင်တထိတ်ထိတ်နဲ့သဘောပေါက်ယုံကြည်သွားကြတယ်ထိုးစင်းမှာပဲမီးဆက်တွေကခက်ဝေးဝေးရောက်တဲ့နဲ့ခဏချင်းမှာပဲတောင်ပန်ကျိုးတဲ့ငှက်တွေတော့တဖြုတ်ဖြုတ်ကြကုန်တယ်။အော်မီးဆက်စွာဒါကိုဟုတ်တယ်ဟာခုမှပဲမြင်ဘူးတော့တယ်
တိုးစင်မှာပဲကြောက်မဲ့ဖွယ်သွေးဦးသွေးတဲ့အော်တန်ကြီးတဲ့ထွက်ပေါ်လာပြန်ပါတယ်သွေးဖြတ်ဖွယ်အတန်တန်ကြီးဖြစ်ပါတယ်အော်တန်နဲ့အတူအရင်မဲကြီးတွေရှုပ်ရှက်ခက်ရောက်လာပြန်ပြီဂဲရီတဖွဲဖွဲကြလာပါတော့တယ်ဂူးကြိုကူကြမြေပုံအကြိုကြားမှာမီးတောက်တွေဟုတ်ကနေထတောက်လာပါတယ်ဆမ်မန်းနဲ့ပြေးကြဟေးထိအောင်ပြေးဟာဦးအိမ်နာမအဖကြံလူတွေဆမ်မန်းနဲ့ဝိုင်းမိပြေးကြတယ်မီးတောက်တွေချက်ချင်းပျောက်သွားတယ်အုံးဝင်းမှာဖျောင်းနိုင်မီကကုံကန်နီးမှာမောင်တီလာကနောက်ထပ်ဖျောင်းနိုင်အစ်စ်တတိုင်းထုံရပါတယ်မီးထွန်းနေစမှာခွဲပေါက်စီစလုံးကိုလန့်ကြည့်တော့အပေါ်ဆုံးပကံလုံးထဲမှာစီရီမရှိတော့ဘူးပကံလုံးကိုခန်းထားတဲ့ဇလုံးအောက်ခြေတွေကိုထိုးဖောက်ပြီးစိတ်ယူစင်းကြသွားပြီဖြစ်ပါတယ်ပကံလုံးတွေမောက်ပြီးစောင်းလို့ကြာဆင်းသွားခြင်းမဟုတ်ပါဘူးတန်းစစ်စီထက်ထားတဲ့ပကံလုံးတွေနေရမပြတ်လက်ရမပြတ်ပဲစီရီပျောက်သွားပြီဇလုံးထဲကိုရောက်သွားခြင်းကတည်းထူးဆန်းတဲ့အရာမဟုတ်ပါလားခွဲပေါက်စီဆိုတော့ဒါပါလားမောင်တရကကိုထုံထန်းကိုလှမ်းပြီးပြောပါတယ်ပကံလုံးထဲမှာစီရီမရှိတော့ဘူးဗျာကိုကြီးထုံထိုင်ကိုထုံထိုင်ကဇလုံးကိုလှမ်းပြီးကြည့်ပါတယ်အေးကွာဟုတ်တယ်ခွဲပေါက်စီဆိုတာတေးကြပြီဟေးကိုမုန်ကတီးတိုးတန်နဲ့ဝမ်းသာအားရစွာနဲ့အောင်ပြီဟေးအောင်ပြီဟာဒါပေမဲ့မောင်တီရကခွဲပေါက်စီရဲ့ဇလုံးနဲ့ကြာသွားတာကိုမယုံချင်တဲ့ဒါပေမဲ့တရေတစီတွေပရာလောကသားတွေတောင်းချမ်းနေရကိုတော့လက်တွေ့မှုယုံကြည်ခြင်းပဲတရေဆိုရတဲ့ဂယ်ရီနဲ့ဖြစ်အရင်မဲကြီးတွေပြေးလွှားနေရကိုသာမြင်နေရသေးတယ်အကောင်အထည်ကိုမတွေ့ရသေးအဲ့ဒီအချိန်မှာဦးအိမ်သားရဲ့ခွက်ပေါက်စီမဲ့အစီရင်ပြီးသွားပြီဂါရာမဲမို့အစီရင်ကိုရက်ပြီးမြစ်တာဖို့အမြောက်ဝေးတဲ့အခန်းကိုရောက်ရှိလာခဲ့ပါပြီအဲ့ဒီအချိန်တင်းချိုင်းမြေကဘက်ကတိငင်းကတိတ်ဆိတ်နေပါတယ်တိတ်ဆိတ်ခြင်းကလည်းခြောက်ချားစရာအထိပ်ပဲတစ်မျိုးဖြစ်ပါတယ်ဦးအိမ်သားကဂါရာရုပ်စုံမှုရက်ဆိုင်ပြီးရဲ့ကဲခွဲပေါက်စီအစီရင်အောင်မြင်ပြီဟေးအားလုံးမြင်တဲ့အတိုင်းပဲဇလုံးသေးကိုစီရီပေါက်ကျသွားပြီဆိုတာမြင်ပဲကိုထုံထိုင်ဇလုံးကိုမပြီးထပ်ပြီးတော့သူ့ကိုကျန်တဲ့လူတွေကဝိုင်းရပြီးအနောက်အရှက်မရှိအောင်စောင့်ရှောက်ကြဒီနေရာကအမြဲဆုံးထွက်ကြမယ်ဟေးခတ်ထွက်လှုပ်ချခွဲတင်းချိုင်းထဲမှာအဆောက်နေတော်ကျန်းနေကြပြီဒီကောင်တွေဒေါသတွေထွက်နေကြပြီကွာမြင်တဲ့အတိုင်းပဲပစ္စည်းတွေမြင်သိမ်းကြရဲ့ခက်မြင်လောက်ကြမဲမြင်တာနဲ့စံမဲနဲ့ပြပြီးသားထွက်ကြကိုတုံနိုင်ခွဲပေါက်စီကိုမှောက်မကြခီယူတဲ့ဆိုင်ကိုင်းနော်အနောက်ရှက်တွေပုံများလာတယ်လို့ပဲကျုပ်တို့ခူးချိန်မှာသူတို့ပိုင်တဲ့ထဲမှာပဲရှိနေသေးတယ်ဆိုတာတတိယပါခွဲပေါက်စီအောင်မြင်စွာရရှိပြီးဆိုလိုက်တာနဲ့စီဝိုင်းထဲမှာလူတစုရဲ့မျောလင်းချက်တွေကမိမိတို့ရီမန်းရာဥတီယာစီကိုစီကုံကပြန်တန်းသွားကြတယ်သူတို့ရဲ့မျက်နှာမှာပီတိတွေအနာဂတ်ရည်ရွယ်ချက်တွေကမိုးဦးချမြက်ပင်တွေလိုလန်းလန်းရှင်ပြီးထိုးထိုးထောင်ထောင်ဖြစ်လာကြတယ်လူပြိုကြီးကိုမောင်မောင်မြင့်ကဦးကောင်းကြီးတစ်ခါခါပါဇက်ကနေရွက်ကားကားပေါ်တက်ချီနေလျက်ဘရာလောကသားတွေတောင်းချင်နေတဲ့အချိန်မှာပဲအကြောင်းလည်းနေပြောက်ပြီးတတွေးကိုမကြခဏမျိုးချနေရပါတယ်ကိုထုံတိုင်းကတော့ခွဲပေါက်စီစလုံးကိုကန်ပြီးအဲတချိတ်ချိတ်ဖြစ်နေပါတယ်နေနေအုံပေါ်မိချိတ်ရဲ့တွေးကြသေးတာပေါ့ရှာကိုသိမ်းနေပါတယ်ကိုဘီတူးကတတွေးကိုဂလူကနေမျိုးချပြီးပြုံးနေပါတယ်အဘောရှိသွားတဲ့ချောင်းကနှုတ်ခမ်းရှိကိုဒဲမိုကလာကိုတုံးနဲ့ထောက်အဖီထုတ်တယ်လို့လန်ထွက်ပြီးမဖုံးနိုင်ပဲငိုထွက်နေပါတယ်ဒါကြောင့်မျက်နှာကအမြဲတမ်းပြုံးနေတယ်လို့ထင်ရတယ်အမှန်တော့ပြုံးနေခြင်းမဟုတ်ပါဘူးသွားစီလို့မရတာကြောင့်ဖြစ်ပါတယ်ကိုကြောက်ခေကမေးတဲ့မျက်လုံးကိုပေကလေးလှုပ်ပြီးစိတ်ကူးနဲ့ပြစ်မဲ့ကိုချင်းရွယ်ရှာဖွေနေရရှိပါတယ်သူကတခါကဖျားပုံမျိုးစေးကလေးထဲမှာဈေးတယ်မှာငယ်မျိုးချိုးလေးကိုအငန်းလိုပြီးချော်လေးကြရဟာမတော်ရကိုကန်မိရမှာရောကြီးပေးရဘူးလားအခုခွဲပေါက်စီတကိုးနဲ့ဈေးတယ်မလေးစီမှာအရင်ရောအတိုးပါပြန်ရောက်ကြံစည်းနေဟာအစာနင်းနေတော့လရန်အိုကြီးလို့ဦးကောင်ကိုတစ်ဆက်ဆက်တုံခါနေပါတယ်ပါစက်မ
ကြောင်ကလေးတရွှွတ်မြည်နေပြန်ပါသေးတယ်ဟမ်နေအုံးပေါ်ခွဲပေါက်စီနဲ့တွေးကြသေးတာပေါ့ကဲမတော်ပွဲသိထွက်ကြမယ်တတိဝရိယရှိစေဟုတ်ကဲ့ဆရာကြီးဂီယိုဆိုင်ပါမယ်ဆရာကြီးအားလုံးတက်ကြွအတန်တွေဝေးစီပြက်တအဲ့ဒီနောက်ဦးအိမ်တာကရှေ့ဆုံးမှထွက်ပါတယ်အခုချိန်မှာမြည်သည့်ဘရာလောကအနောက်အရှက်မှာမရှိသေးပါဘူးတုံးတဲ့မိတစ်ခုလုံးငြိမ်သက်လျက်ရှိနေပါတယ်လာရောင်ဖြာဝေကျဲစင်လေးလက်တွေလင်းအောက်မှာရေပုံမှုမှတ်တိုင်ခဏခနဲ့တွေအုတ်ဂူတွေကိုချင်းရှောက်တွေ့မြင်နေရပါတယ်မှတ်တိုင်တွေထိုးထောင်းညကဆက်လက်ပြီးမှောင်မိုက်နေသေးပါခက်တလှုပ်ရှားနေတဲ့တပင်တွေကရုတ်တရက်ငြိမ်သက်သွားတယ်ထိုးစင်မှာသူတို့နောက်ကျောဘက်စီမှာတဖြည်းလိုက်လာတဲ့ခြေတံတစုံချောင်းသူတို့ခြေလမ်းတွေကိုရက်တန်းလိုက်ကြတယ်အားလုံးအန်အားတင်သွားတယ်ခြေတံရှင်ကအရက်တစ်ထောင်ခန့်သာရှိတယ်လူပူကလေးတယောက်ဖြစ်နေပါတယ်သူကလာရောက်နေကြေးအောင်တဝက်ရောထားတဲ့အလင်းမုံအောက်မှာပြောင်ဆက်မျက်နှာနဲ့ပြေးလိုက်လာခြင်းဖြစ်ပါတယ်တင်းချမ်းအထက်မှာမဟုတ်ကြောက်စိတ်ရောပါနေခြင်းအဆူပါတစ်ထောင်ခန့်ရှိလူပူကလေးကိုဆန်မန်းနဲ့လန့်ပြီးပတ်လိုက်တော့ဤကနေအော်ပြီးပျောက်ခွေသွားပါတယ်တရေကွာအရက်နှစ်ဖီလောက်ပဲရှိမယ်မင်းစားလားမသိဘူးကွာဆန်နဲ့ပတ်လိုက်တော့တခါလေးပျောက်သွားတာပဲအစင်မှာပဲသူတို့ရှိမှာရုတ်တရက်လွားကနေခုံးဝင်လာတဲ့လူတယောက်ရောက်လာပြန်တယ်ပထမဦးဆောင်အနောက်ကလိုက်လာတဲ့လူပူလေးပဲဖြစ်ပါတယ်တထောင်တခင်းသာရှိတဲ့လူပူလေးကကြည်နေရင်းမှာပဲအရက်ကြီးတဖြည်းဖြည်းရှည်လာတယ်အန်အိုးပဲဆန့်ထွက်လာပါတယ်သူတို့အားလုံးကြောက်စိတ်ကိုချုပ်တီးပြီးဆန်မန်းနဲ့ဝိုင်းဝန်းပတ်ချတဲ့အခါမှာအားကနေအုံမိပြီးပျောက်ခွေသွားပြန်ပါတယ်သူတို့အားလုံးတင်းချိုင်းမြေထဲမှာပဲရှိနေသေးတယ်ကြော်လုံးဖို့အလန်းဝေးပါသေးတယ်ခက်တွတ်သွားလို့မဖြစ်ခွက်ပေါက်စီမောက်ချမတော့ဘူးအရေးကြီးပါတယ်သူတို့အားလုံးအတွေ့အကိုစီနဲ့အတန်တိတ်လျှောက်လန်းနေကြစဉ်ရေစူးစူးကြုံမှုထဲမှာဝက်ကလေးတစ်ကောင်ပြေးထွက်လာတာကိုမြင်ရပါတယ်အဖြူရောင်ဝက်ကလေးဖြစ်ပါတယ်ဦးအိမ်သားကမြင်ကြသလားဟဲ့မြင်ကြသလားလမ်းပြောစင်မှာအားလုံးကမြင်နေဆရာကြီးမြင်နေဝက်ကလေးဝက်ဖြူကလေးပြဝိုင်းအော်ကြပါတယ်ကြေးရောင်မုံပြအောက်မှာဝက်ကလေးကသူတို့ရှိမှကလန့်ဖြတ်ပြေးပြီးအခြားချုံမုံထဲကိုဝင်ရောက်သွားပါတယ်ဝက်ကလေးဝင်ရောက်သွားတဲ့ချုံမုံမှာတထွားတတခဲသာရှိရဲ့ချုံမုံကလေးဖြစ်ပါတယ်ဝက်ကောင်ပြေးဝင်ပုံခုဖို့မကြီးမားတဲ့ချုံမုံဖြစ်ပေမဲ့လည်းဝက်ကလေးကအဲ့ဒီချုံမုံထဲမှာဝင်ရောက်ပြောက်ခဲ့သွားခဲ့ပါတယ်အားလုံးတော်လို့အန်အောနေကြစဉ်ဝက်ကလေးဝင်ရောက်ပြောက်ခဲ့သွားတယ်ချုံမုံနောက်ဖက်မှာတပ်ပင်တပင်ကရုပ်ကြီးဆိုသလိုပဲရင်းထိုးလှုပ်ရှားလာခဲ့ပါတယ်အားလုံးရှိမထိုးနောက်ပြန်မလှည့်တာပဲရက်တန်ကြီးရှူနေစင်းမှာပဲလှုပ်ရှားနေတဲ့တပ်ပင်ထဲမှာအမွှေးတူနမ်းမောင်နဲ့လက်ကြီးတစ်ဖက်ထွက်လာခဲ့ပါတယ်သူတို့အန်အောတကြီးငေးကြောင်နေစင်းမှာပဲအဲ့ဒီလက်မဲအမွှေးရှည်ကြီးကဝါလုံးတစ်လုံးစာခဲမြောက်ရှည်ထွက်လာပြီးခက်ဝေးသေးချမ်းမြေပေါ်ငုတ်တိုင်တစ်ခုကိုဖြောင်းကနေမိအောင်လမ်းမီချိုးပစ်ပါတယ်ဖြောင်းကနေမိတဲ့နဲ့အတော့ငုတ်ချိုးကြီးကိုလူရှိရကိုလမ်းမီပစ်ပေါက်တယ်ဟာပြစ်ပြီဟဲ့ဒါပေမဲ့လူတွေကိုမထိခြေနဲ့တလန့်ကွက်ကိုဝုန်းကနေပြုတ်ချလာတယ်အဲ့ဒီရှည်ရတဲ့လက်တံကြီးကလူအုပ်အလဲမှာရောက်နေတဲ့ခွက်ပေါက်စီစလုံးရှိရကိုတဖြည်းဖြည်းရွေ့လာတယ်ကုန်းကရွေ့ဝင်လာတဲ့လက်ကိုလက်ထဲမှာအတင်ကန်ထားတယ်ဝင်းရင်တုံးနဲ့ရိုက်ချလိုက်တာလက်မဲကြီးပြန်ရုပ်သွားတယ်ပြစ်ဆမ်မန်းနဲ့ဘက်ဆမ်မန်းနဲ့ဝိုင်းပက်ပြစ်ကြပြန်တယ်အဲ့ဒီကလက်မဲကြီးလည်းဟီးကနေမြည်ပြီးပျောက်ကွယ်သွားပါတယ်ဝက်ကလေးလည်းဘုံမလာတော့တပ်ပေလည်းငြိမ်သက်သွားတယ်ကဲတော့ကြစို့တတိနဲ့နေကြဟဲ့ဦးအိမ်သားကရှေ့ဆုံးမှာရဲဝင်းစာထွက်လိပါတယ်ခွဲပေါက်စီစလုံးကင်ထားတယ်ကိုတုံတိုင်းကိုဝင်းရပြီးတဖြည်းဖြည်းထွက်လာကြတယ်တင်းချိုင်းမြကဆက်လက်ပြီးမြို့ဝဲတိတ်သီးမှုတို့နဲ့ငြိမ်သက်နေရကမေးစည်းပေးထားတယ်တရိတ်ဆန်ရန်တကောင်နဲ့တူးနေပါတယ်သူတို့ကတင်းချိုင်းဆက်ကိုပင်ရောက်လာတယ်ကျဲစီယိုဆက်ကိုဟိုးဝေးမှာလဲမြင်နေရပြီအားလုံးရှင်ထဲမှာမျောလင်းချက်အဖျော်ကြည်နေမှုတွေနဲ့
ရှက်တန်းလာကြပြီတင်းချိုင်းမြေထဲမှာအောင်မြင်စွာဆုတ်ခွာဖို့ပဲရှိပါတော့တယ်ပြင်းတဲ့ခြေလောင်လာတဲ့ခြေတံဟင်းညဉ့်ညံကြီးတွေကသူတို့နောက်ကျောဘက်စီမှာရုတ်တရက်ပေါ်လာတယ်ခြေတံတွေကစုဝေးပြီးလင်းမြန်စွာရှောက်လာကြတဲ့ခြေတံတွေဖြစ်ပါတယ်သူတို့အုပ်စုနောက်ကထက်ချက်မကွာလိုက်လာကြလိမ့်ပြီဦးအိမ်သားကအတွေ့အကြုံရေးချက်သူပြီးနားလေလိုက်တယ်ဒါပေမဲ့သူ့လူတွေကြောင်းလဲထိတ်လိုက်မှဆိုတော့တင်းငိမ့်စွာနဲ့ပဲခြေတံတွေကတို့အုပ်စုတွေကလားကွာမဟုတ်ဘူးဆရာကြီးလူမျိုးကြီးကိုမောင်မောင်မြင့်ရဲ့အတန်တုံတုံရင်ရင်နဲ့သူတို့ရက်တဲ့ဆောင်စားပြီးရင်ဆိုင်မှုပြင်ဆင်လိုက်ကြတယ်မုံပြပြကြေးအောင်လားရောင်ချောင်းတုတ်တန်ကုန်းကထင်းထင်းရှားရှားမြင်နေရတယ်အကြောင်းဆုံးတီးလိုက်ကြပြီသူတို့နောက်ကိုလိုက်လာကြသူတွေကလူ3ယောက်တိတိကျကျပြောရရင်မိန်းမတစ်ယောက်နဲ့ယောက်ျား2ယောက်ဖြစ်တယ်ဦးအိမ်သားကတစ်ချက်များတွေးသွားတယ်မျက်မှောက်ကိုလိုက်တယ်ဘသူတွေလဲဘာလို့ထက်ပြီးလိုက်လာကြပြန်လာလဲလိုက်လာသူ3ယောက်တဖြည်းဖြည်းနီးကပ်လာတယ်ဦးအိမ်သားကသူ့ရဲ့ပြောကအတက်ပညာနဲ့စစ်ဆေးကြည့်လိုက်တယ်အချောင်းဆုံးတီးလိုက်ပြီနှက်ခမ်းတစ်ချက်တွန့်တယ်စိတ်ကိုထိနေတမာရီကိုထူထောင်တယ်လွန်းလွန်းလက်လက်သေးသွားတယ်ပရအကောင်တွေပါလားလူတွေမှမဟုတ်ပဲနာနာဘောအကောင်တွေခွက်ပေါက်စီကိုလိုချင်လို့လူရက်ဖို့လိုက်လာတာဒီတင်းကြိုင်းထဲမှာအထက်ဆုံးအစောအစောကျွတ်လို့ဖို့မလွယ်ကူသေးတဲ့ကောင်တွေပြင်းတဲ့နဲ့တပုတ်ပုတ်ခြေသွမ်းနေတဲ့အထူရှည်ဆုံးမှပြေးလိုက်လာတဲ့အကောင်မှာခေါင်းပြက်ကြီးဖြစ်ပါတယ်ခေါင်းပြက်နဲ့ခန္ဓာကိုယ်ကြီးကခြေကားရလက်ကားရနဲ့ပြေးလိုက်လာခဲ့ပါပြီဟိုင်အောင်မလေးဗျာခေါင်းပြက်တရေဗျာအားလုံးတုံ့လှုပ်သွားကြတယ်စိုးဝနန်းဆိုတဲ့အပုံးနဲ့ကြီးတစ်ခုလေထဲမှာစီးမျောပါလာပြီခဏအချမ်းမှာလေပင်ကျိုးတက်လန်းတဲ့မိန်းမအဲ့ဒီမိန်းမနောက်မှာပွားရောင်ရောင်ဖောထွတ်ဖြူဘက်ဖြူရောခန္ဓာကိုယ်အတ္တဖိုးကြီးနဲ့အဖိုးကြီးတယောက်ရင်းနဲ့တည်ရလူနဲ့ကျိုးဆက်ကြသေးတဲ့မိန်းမဗျာလိုက်လာကြပြီဟေးသူတို့အားတော့လှုပ်လှုပ်ရရဖြစ်သွားပြီရင်ဆိုင်မှုအသင့်ပြင်ဆင်လိုက်ကြတယ်လေပင်ကျိုးတက်လန်းတဲ့မိန်းမကလက်နှစ်ဘက်ကိုရှေ့ကိုစမ်းထုတ်ပြီးဒုံးသားတကြီးပြေးဝင်လာခြင်းဖြစ်တယ်သူတို့ထွက်သွားဖို့မကြိုးစားထွက်ပြေးရင်ရှုံးပြီအသက်အန္တရာယ်ရှိမှကောတီးရှိသဘောပေါက်ထားကြပြီဖြစ်တယ်ခေါင်းပြက်နဲ့တစီကရိုင်ထိုးထိုးပြေးလာတယ်လို့မိမကလည်းလေမင်းကြီးလိန်ဆောင်ပြီးစောင်းကဲလိုက်လာခြင်းဖြစ်တယ်နောက်ဆုံးမှလိုက်လာတဲ့အဖိုးကြီးကတော့တကူလုံးဖိုးရောင်ပွားတော့ပြီးရေစက်တွေတစ်ဆက်ဆက်ယိုကြပြီးလက်ကြီးနှစ်ဖက်မြောက်ပြီးလိမ့်ပဲနဲ့လိုက်လာပါတယ်ဟေးဆရာပြောတယ်ဦးပစ္စည်းတခါကဲနဲ့အခုတလောသေးသွားတယ်လူ3ယောက်လေကွာသူတို့ကဆရာတို့အောင်မြင်စွာယူသွားတယ်ခွက်ပေါက်စီကိုလူယူရလိုက်လာကြတာပဲကွယ်လူသားတွေလက်ထက်အပါမခံဘူးဟုတ်တယ်လောလောလတ်တေးဆုံးသွားတယ်လူ3ယောက်တေးကြတယ်ဆရာတရွေးတွေဖြစ်ကုန်ကြပြီအစိမ့်တွေတေးတဲ့သူတွေဆရာလုပ်ပါအောင်ဗျာအေးဟုတ်ပြီမင်းတို့တရီဝရိယနဲ့ရှောက်နေကြငါနဲ့မော်ဒီယာနဲ့နောက်ကလိုက်လာကြမယ်ဟဲ့ဆမ်မန်းတွေကိုလက်နဲ့စုပ်ထားမဲမြင်ပြစ်တာထဲလိုက်ဒီကောင်တွေဆမ်မန်းကိုကြောက်ကြတယ်တို့တင်းချိုင်းအဆက်ကိုရောက်နေပြီသူတို့ကြော်ပြီးလိုက်မလာနိုင်ပါဘူးဒီနေရာမှာဆမ်မန်းနဲ့စီတာထားလိုက်မယ်ဦးအိမ်သားနဲ့မော်ဒီယာကအုပ်စုနဲ့ချန်နေဟစ်ပြီးတင်းချိုင်းဆက်မှာဆမ်မန်းချစ်ပြီးစီတာလိုက်တယ်နနဘောက3ကုတ်ကတဖြည်းဖြည်းနီးကပ်လာလိမ့်ပြီရှေ့ဆုံးမှာပြေးလာတဲ့ခေါင်းပြက်ကြီးကခန္ဓာကိုယ်ကြီးတွန့်နေပြီလက်ကားရခြေကားရနဲ့ချင်းကက်လာလိမ့်ပြီသူ့ရဲ့ဘေးမှာအမျိုးသမီးတရေမကလည်းလေဘေးကြီးလိမ့်ဆောင်ပြီးလှုပ်လက်နဲ့လေဘေးမှာကျိုးတက်လက်နဲ့လက်တစ်ဖက်မှာကန်ပြီးခါရမ်းလျက်နောက်ဆုံးမှအဖိုးကြီးကသူ့ရဲ့ခန္ဓာကိုယ်ပွားရောင်ဖောထွတ်ဖောင်းကရေဆက်ကြနေတဲ့ခန္ဓာကိုယ်ကြီးကိုမနှံ့တနိုင်သိပြီးသွေးယူသွေးတယ်ပြေးလိုက်လာကြပါတယ်ဦးအိမ်သားကတင်းချိုင်း area ကိုစီးတောက်လိုက်တယ်ဆမ်မန်းနဲ့တားလိုက်ခြင်းသာဖြစ်ပါတယ်မောင်တရားကလက်ထဲမှာဆမ်မန်းအပြည့်ကန်ပြီးတတိနဲ့စောင့်နေတယ်မောင်တရားစီးအပြင်ကနေဆမ်မန်းနဲ့ပြစ်တော့မောင်တရားကအနီးကလာပြီဖြစ်တဲ့နနဘောက3ကောင်ကိုဆမ်မန်းနဲ့စီးပြီးပတ်ပါတယ်နနဘောက3ကောင်စလုံးအလဲအပြိုဖြစ်သွားတယ်ရုပ်ကြီးပဲအချိန်လေးကပြောင်းလဲသွားပါတယ်
အန်အိုးပဲကောင်းတော့အောင်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်ဇမ်မဲတီမန်သွားတဲ့နာနာဘဝတွေခါမြင်ခွင့်ရှိမှာပဲတဖြည်းဖြည်းသေးငယ်ပြီးကျုံဝင်သွားတယ်လို့နေစင်းသွားတယ်ပုံသဏ္ဍာန်ပြောင်းသွားပါတယ်ကြည့်နေဒီကောင်တွေတစ်ခုခုဖြစ်သွားလိမ့်မယ်မော်တီယာမဲမာတယ်ဦးအိမ်သာပြောတယ်လို့ပဲနာနာဘဝအကောင်၃ကောင်အနက်ခေါင်းပြက်သေးကခွေးနဲ့ကလေးတစ်ကောင်အဖြစ်ကို၎င်းလေမေးကျိုးတက်လက်နဲ့မိမကမွေနဲ့တစ်ကောင်အဖြစ်ကို၎င်းဖော်တော်အဖိုးကြီးကကြောင်နဲ့တစ်ကောင်အဖြစ်ကို၎င်းပြောင်းလဲသွားပြီးနီးစရာချုံတဲ့ကိုဝင်ရောက်ပြောက်ခွေသွားတယ်။လာရင်မောင်တီယာရှေးကအိုးစီကိုမိအောင်လိုက်ကြရအောင်ဟုတ်ကဲ့ဆရာကြီးဒါပေမဲ့ရွာရဲကိုဝင်လိုက်တဲ့နဲ့ဦးအိမ်သားနဲ့မောင်တီယာမမျော်လင့်တဲ့တဲ့ကိုကြားလိုက်ရတဲ့အခါတကြီးဦးလာဘူးရဲ့အိမ်ရှိကုတ်ပြက်နဲ့မြေးပြောင်းပြောင်းမှတုတ်တယ်မှာပြင်းလာတဲ့ကာလာသားတတိုက်ကဘယ်သူမှစကားမဆိုနိုင်ပဲတစ်တုံးတွေလို့ရင်ကိုနှုတ်ပြီးငြိမ်သက်နေကြတယ်အချို့ခွေခုတ်လဲပြိုလေရဲ့အချို့အစာရည်စာငတ်မွနေတဲ့တရားအိုကြီးလိုလဲပင်ကြီးတွေလေးဆောင်လျက်အချို့မျက်စိအကြောင်သားနဲ့တိုင်ကိုမီလျက်အချို့ကအစာရည်စာမဝထွားစားရတဲ့မိချောင်းကြီးတွေလိုပါစက်ကြီးတွေဟာစီဖြစ်လျက်ရွာထဲဝင်ကနေချောင်းကူတရားစီရောက်တော့လက်ကင်ဝါလုံးထဲကိုညနေကရွာဦးเจ้าကကိုရင်တွေဖြက်ကြတော့ကကျိုးနေတာတဲ့သူတို့ခုံပေါက်ဆိုလို့ကျိုးကြသွားတာပါအဲ့ဒါကိုရင်တွေကသူတို့ကိုစူမာဆုလို့ကျိုးသွားတဲ့ဝလုံးထန်းကိုလက်တဲ့ဖြောင်းတိဆက်ကလေးလှုပ်ထားခဲ့ကြတယ်အဲ့ဒီဝလုံးတက်ကကိုတုံတန်းတို့ဖြက်ကြတော့ပထမအဦးဆုံးကိုတုံတန်းကဖြက်တာပါသူ့လက်ထဲမှာခွဲပေါက်စီစလုံးကိုကင်ထားလေအဲ့ဒီမှာပဲဝလုံးချိုးပြီးကိုထုံတန်းလည်းရေထဲပြုတ်ချခွဲပေါက်စီစလုံးလည်းမှောက်ပြီးရေစည်းတန်လာတဲ့ချောင်းရည်နဲ့မျောပါသွားတယ်လုံးဝဆယ်မရတော့ဘူးလုံးဝပဲတကြီးတော်ကိုဦးနဲ့နဲ့တန်တော့ရဲ့ရှင်းလင်းချက်အားလုံးရင်ကိုနှုတ်ပဲစကားတွေမစိုးနိုင်ရကိုတုံတိုင်းကမြောက်အိုကြီးလိုမိုင်းနေစေဦးအိမ်နာကတပြင်းတစ်ချက်ချလိုက်တယ်အနှင်းငယ်စေးစားရင်ပြုတ်ပြီးအားလုံးကိုချုံပြီးကြည့်လိုက်မိတယ်ကလာသားအားလုံးစိတ်ထဲကျနေကြတယ်သူတို့ရဲ့အာယုံထဲမှာသူတို့ရည်ရွယ်ချေရွယ်ထားတဲ့တက်ဆိုင်ရာအမျိုးသမီးတွေရဲ့လောင်ပြောင်ရှိမောဟားတိုက်တန်ကိုကြားရောက်နေကြပါလိမ့်မယ်သူတို့ကမီးကိုမိုက်ကြလို့မြေပြင်ကိုတရွေ့ရွေ့တက်ဆင်းလာတဲ့မီးပုံပြန်လို့မုံနှန်းတိုက်ပြီးကစားလေကွင်းထဲမှာစက်ကြိုးကျနေတဲ့စပက်ပင်တွေလို့ရေခဲမြစ်ထဲမှာငါးတွေလို့ထဲလေစစ်ချိုလေဘိုးထိုးပေါ်ရတယ်လို့ငိုင်းစိတ်ကြခြင်းပြီးငြိမ်သက်တိတ်ဆိတ်နေကြပါတယ်ထိုးစင်မှာပဲဦးအိမ်သားရဲ့တင်းငင်အေးချမ်းတဲ့အတန်ကကြည်လင်စွာထွက်ပေါ်လာခဲ့ပါတယ်ဒါအမောင်ပြောကနှောက်ယှက်မှုကြောင့်မဟုတ်ဘူးခွဲမိမိရဲ့နမောနမဲမစင်ခြင်းမို့လုံးကြီးမှုကြောင့်ပဲဖြစ်ရတာကန်ဒီယာကြောင့်ဖြစ်ရတာစိတ်မပြတ်ကြပါနဲ့ကွယ်ဒုတိယအချိန်ထပ်ပြီးစူးစမ်းကြတာပေါ့ဟုတ်ကဲ့ပါခင်ဗျာဒီဇလန်လေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်တော်ပါတယ်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ